妈没睡眠，什么罗门内肉啊？是的，对多嘞，是对苗个，谁多呢？现在你呀，那白，我属于那苦，遇到话为先。ปฐมอิญญาตมันเศรษฐกิจสตมาอุสุเศรษฐนิชิมบงปิดวาวาวีดุติยาอากุโดเศรษฐกิจ14อุสุเศรษฐนิชิมบงปิดวาวาวีရှင်ဒီနေ့တတိယအုပ်စုဖြစ်တဲ့သောဗနာစေတသိက်25ပါးအုပ်စုစိတ်တိုးနဲ့ရှင်ဘုံကိုကျမတို့စတင်ပူဇော်ပါမယ်သောဗနာစေတသိက်25ပါးအုပ်စုကြီးမှာဆိုရင်အုပ်စုငယ်လေး4စုနဲ့ပြန်ပြီးတော့ခွဲပြီးတော့ပူဇော်ပေးထားပါတယ်ပထမအုပ်စုသည်သောဗနာပါရဏစေတသိက်19ပါးတအုပ်စုဒုတိယဝိရတိစေတသိက်3ပါးအုပ်စုတတိယအပမညာစေတသိက်2ပါးအုပ်စုလေးရဲ့နောက်ဆုံးပညာစေတသိက်1ပါးအုပ်စုဆိုပြီးတော့အုပ်စုငယ်လေး4စုနဲ့ခွဲပြီးပူဇော်ပေးထားပါတယ်ကျမတို့ပြန်ပြီးတော့စာနှွေးတဲ့အနေနဲ့ပြန်ပြီးမမိတ်ဆွေများပြီးခဲ့တဲ့ပတ်တုန်းကကျမတို့တွေသောဗနာစေတသိက်25ပါးစိတ်တို့နဲ့ရှင်ဘုံပြီးသွားပါပြီရှင်တံမြောကနီး16နီးရဲ့စေတသိက်ပေါင်း52ပါးကိုလည်းအားလုံးပူဇော်ပြီးပါပြီအုပ်စုကြီး3စုဖြစ်တဲ့အညာသမန်စေတသိက်73ပါးစိတ်တို့နဲ့ရှင်ဘုံလည်းပူဇော်လို့ပြီးပါပြီရှင်အာကုသိုလ်စေတသိက်14ပါးစိတ်တို့နဲ့ရှင်ဘုံလည်းပူဇော်လို့ပြီးသွားပါပြီသောဗနာစေတသိက်25ပါးစိတ်တို့နဲ့ရှင်ဘုံနဲ့ပူဇော်လို့ပြီးသွားပါပြီရှင်ဒီကနေ့ဓမ္မမိတ်ဆွေများကိုစာပြန်နှွေးပေးတဲ့အနေနဲ့ကျမတို့အုပ်စုကြီး3စုကိုပဲအုပ်စုငယ်လေးတွေကိုပဲပြန်ပြီးတော့ပူဇော်ပေးပါမယ်နှွေးပေးပါမယ်ရှင်တူတူပူဇော်ရအောင်ပါနော်တပ္ပစိတ်တာတာဒရဏစေတသိက်9ပါးတကိန်းစေတသိက်6ပါးဘောင်းအညာတမန်စေတသိက်73ပါးတစ်ခါတော့ပူဇော်ပါမယ်ရှင်တပ္ပစိတ်တာတာဒရဏစေတသိက်9ပါးတကိန်းစေတသိက်6ပါးဘောင်းအညာတမန်စေတသိက်73ပါးအောက်ကိုဆင်းပါမယ်မောစတုတ်စေတသိက်4ပါးတူတူပူဇော်ပါမယ်မောစတုတ်စေတသိက်4ပါးတဏီတတပါကုသလတာဒရဏစေတသိက်4ပါးလော်တရီစေတသိက်3ပါးဒေါစတုတ်စေတသိက်4ပါးစုံတရီစေတသိက်3ပါးဘောင်းအာကုသိုလ်စေတသိက်14ပါးတစ်ခါတော့ပူဇော်ပါမယ်ရှင်မောစတုတ်စေတသိက်4ပါးတဏီတပ္ပါကုသလတာဒရဏစေတသိက်4ပါးလော်တရီစေတသိက်3ပါးဒေါစတုတ်စေတသိက်4ပါးစုံတရီစေတသိက်3ပါးဘောင်းအာကုသိုလ်စေတသိက်14ပါးသောဗနာစေတသိက်25ပါးပူဇော်ပါမယ်ရှင်သောဗနာတာဒရဏစေတသိက်19ပါးဝိတိစေတသိက်3ပါးအပမညာစေတသိက်2ပါးပညာစေတသိက်1ပါးဘောင်းသောဗနာစေတသိက်25ပါးနောက်တစ်ခါမှပူဇော်ပေးပါရှင်သောဗနာတာဒရဏစေတသိက်19ပါးဝိရတိစေတသိက်3ပါးအပမညာစေတသိက်2ပါးပညာစေတသိက်1ပါးဘောင်းသောဗနာစေတသိက်25ပါးအားလုံးပြန်ပေါင်းပါမယ်ရှင်အညာတမန်စေတသိက်73ပါးအာကုသိုလ်စေတသိက်14ပါးသောဗနာစေတသိက်25ပါးဘောင်းစေတသိက်52ပါး
ဓမ္မမိတ်ဆွေများစာကြတဲ့ခါမှာလေစေတသိက်52ပါလုံးဆိုပြီးတော့အများကြီးဆိုပြီးတော့စိတ်ညစ်သွားတတ်ပါတယ်စိတ်မညစ်ပါနဲ့နော်အဲ့လိုမျိုးအုပ်စုလေးခွဲပြီးတော့ပူဇော်ပြီးကြက်သွားပြီးလို့ရှိရင်ဓမ္မမိတ်ဆွေတို့လွယ်မှာပါနော်အုပ်စုကြီး3စုရှိပါတယ်အုပ်စုကြီး3စုကမှတခါအညာသမန်းစေတသိက်ဆိုလို့ရှိရင်73ပါးမှာဆိုရင်အုပ်စုငယ်လေး2ခုပဲရှိမယ်လေ2ခုပဲဟိုမှာတပ္ပစိတ်တာရဏစေတသိက်9ပါးကိုတရက်ကြက်လိုက်ပါရအောင်ကြက်လိုက်ပါ9ပါးလေးတော့ဓမ္မမိတ်ဆွေများအားလုံးရနိုင်မှာပါနော်နောက်တစ်ခါစာများမထင်လို့ရှိရင်ပကိန်းစေတသိက်6ပါးလေးကိုတရက်ကြက်ပေးပါ2ရက်ဆိုလို့ရှိရင်အညာသမန်းစေ73မှာဓမ္မမိတ်ဆွေများကောင်းကောင်းအလွတ်ရသွားမှာပါနော်ဓမ္မမိတ်ဆွေများအများကြီးဆိုပြီးတော့စိတ်မညစ်ပါနဲ့ကျွန်မတို့လည်းဒီလိုပဲညစ်ခဲ့တတ်ပါတယ်နော်ညစ်ဘူးပါတယ်အဲအကြောင်းမလို့လေအဲ့လိုမျိုးဆိုရင်တခါတည်းအဓိပ္ပာယ်ရောစလုံးပေါင်းရသွားဓမ္မမိတ်ဆွေများရေးပြီးတော့ကြက်ကြက်ပေးပါနော်ရေးပြီးပူဇော်ပေးပါနောက်တစ်ခါအာကုသိုလ်စိတ်14ပါးဆိုလို့ရှိရင်လည်းဒီတိုင်းပဲအုပ်စုငယ်လေး4ခုကနေမှတခါမောစတုတ်စေတွေ4ပါးကိုတရက်ကြက်မယ်လော်ဒရီစေတွေ3ပါးကိုတရက်ကြက်မယ်ဒီ3ပါးလေးတော့တရက်တော့ကြက်နိုင်မှာပါနော်ဓမ္မမိတ်ဆွေများအဲ့လိုလေးကြက်သွားပေးပါနော်ဒေါစတုတ်စေတွေ4ပါးတရက်ဆုံးသတိစေတွေ3ပါးတရက်အဲ့ဒါဆိုရင်အာကုသိုလ်စိတ်14ပါးမှာဆိုရင်4ရက်နဲ့ဓမ္မမိတ်ဆွေများအလွတ်ရသွားမှာပါတောပနာစေသိ25ပါးကြော်လဲဒီတိုင်းပဲအုပ်စုငယ်လေး4စုမှာတောပနာတာရဏစေသိ19ပါးတကယ်လို့19ပါးလုံးများတယ်လို့ဓမ္မမိတ်ဆွေများထင်ရင်တပါးချင်းဟာ9ပါးရှိမယ်အဲ့ဒီ9ပါးလေးကိုပဲတရက်ကြက်ပေးပါဓမ္မမိတ်ဆွေများနော်တရက်ကြက်ပေးပါပူဇော်ပေးပါနောက်ထပ်ဇုံတွဲစေတသိက်လေးက6ပါးလေးကိုလည်းတရက်ကြက်ပေးပါအဲ့ဒါဆိုရင်ဓမ္မမိတ်ဆွေများတောပနာတာရဏစေ19ပါးက2ရက်နဲ့ဓမ္မမိတ်ဆွေများရသွားမှာပေါ့နော်အဲ့ဒီမှာတရက်နောက်တစ်ခါဝိရိဒီစေသိက်3ပါးတရက်အပမညာစေသိက်2ပါးတရက်ပညာစေသိက်1ပါးတရက်ထဲကိုကြက်ပေးမယ်ဆိုရင်ဓမ္မမိတ်ဆွေများတစ်ခါတည်းရသွားမှာပါနော်စိတ်မညစ်ပါနဲ့နော်ဒီလိုပဲဖြည်းဖြည်းကြက်သွားရင်ပူဇော်ရင်းနဲ့ရသွားပါမယ်နော်ကျမတို့ဒီကနေ့စေတသိက်ပိုင်းရဲ့တန်မယောဂနီ16နီးကိုရည်တွက်ပုံလေးကိုကျမတို့ပူဇော်မှာဖြစ်ပါတယ်တန်ယောဂနီးရဆိုရင်စေတသိက်အမည်များနော်စေတသိက်အမည်များရဲ့အောက်မှာစေတသိက်တွေကိုပူဇော်ပေးထားပါတယ်စေတသိက်52ပါးကိုပူဇော်ပေးထားပါတယ်အဲဒီမှာတန်ယောဂနီးရဆိုရင်စေတသိက်တို့ကိုမူတည်ထားပြီးတော့စိတ်တို့နဲ့ရှင်တွဲတဲ့နည်းဖြစ်ပါတယ်စိတ်တို့နဲ့ရှင်တွဲတဲ့နည်းလည်းပူဇော်ပြီးသွားပါပြီနော်ဒီနေ့ကျမတို့နည်းလေးတွေရည်တွဲပုံလေးကိုပူဇော်ပေးပါမယ်ရှင်ဒီနေရာမှာအစွန်ဆုံးအကွက်လေးမှာတန်ယောဂနီးဆိုပြီးတော့ပူဇော်ပေးထားတာတွေ့ပါတယ်တန်ယောဂနီးဆိုပြီးတော့အောက်မှာနီးလေးတွေကိုဘယ်နှနည်းရှိလဲဆိုတာရွေးတွက်ပေးထားပါတယ်နော်ကျမအရင်ဆုံးတစ်ခေါက်ပူဇော်ပေးပါမယ်တပ္ပစိတ်တတာရဏစေတသိက်9ပါးတန်ယောဂနီးတနည်းနော်တန်ယောဂနီးဆိုတော့မထည့်တော့ဘူးပေါ့ကျမတို့အားလုံးပေါင်းမှပြန်ပူဇော်တော့မယ်နော်တပ္ပစိတ်တတာရဏစေတသိက်9ပါးတနည်းဝိတေတနည်းဝိစာရတနည်းအဓိမောက္ခတနည်းဝီရိယတနည်းပီတိတနည်းစန္ဒတနည်းဘောင်းအညာသမန်းစေတသိက်73ပါးတန်မယောဂနီး9နီးဒီမှာတနည်းလေးတွေအကွက်လေးမှာတွေ့ပါမယ်နော်ဓမ္မမိတ်ဆွေဇာတ်မှာလည်းရှိပါမယ်ရှင်တစ်ခေါက်ပူဇော်ပေးပါမယ်တပ္ပစိတ်တတာရဏစေတသိက်9ပါးတနည်းဝိတေတနည်းဝိစာရတနည်းအဓိမောက္ခတနည်းဝီရိယတနည်းပိပိတနည်းစန္ဒတနည်းဘောင်းအညာသမန်းစေတသိက်73ပါးတန်ယောဂနီး9နီးဟုတ်ကဲ့တစ်ခါတော့ပူဇော်ပေးပါအောင်ရှင်တပ္ပစိတ်တတာရဏစေတသိက်9ပါးတနည်းဝိတေတနည်းဝိစာရတနည်းအဓိမောက္ခတနည်းဝီရိယတနည်းပီတိတနည်းစန္ဒတနည်းဘောင်းအညာသမန်းစေတသိက်73ပါးတန်မယောဂနီး9နီးနောက်တစ်ခါတော့ပူဇော်ပေးပါအောင်ရှင်တပ္ပစိတ်တတာရဏစေတသိက်9ပါးတနည်းဝိတေတနည်းဝိစာရတနည်းအဓိမောက္ခတနည်းဝီရိယတနည်းပီတိတနည်းစန္ဒတနည်းဘောင်းအညာသမန်းစေတသိက်73ပါးတန်ယောဂနီး9နီးအကုသိုလ်စေတသိက်14ပါးကိုပူဇော်ပါမယ်ရှင်ရေးတွက်ပါမယ်မောစတုတ်စေတသိက်4ပါးတနည်းလောတရီစေတသိက်3ပါးတနည်းဒေါစတုတ်စေတသိက်4ပါးတနည်းဒီနေရာမှာစုံတရီစေတသိက်3ပါးမှာဌိနမိတ်ကိုတနည်းပူဇော်ပါတယ်ဝိသိကိစ္စစေတသိက်1ပါးကိုတနည်းပူဇော်ပါတယ်နော်ဌိနမိတ်စေတသိက်2ပါးတနည်းဝ
ဝိစီကိစ္စစေတသိက်တစ်ပါးတဏီဘောင်းအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ9နီတူတူပူဇော်ပါမယ်ရှင်မောစတုံစေတသိက်4ပါးတဏီလောတရီစေတသိက်3ပါးတဏီဒေါစတုံစေတသိက်4ပါးတဏီတိနာမိတ်တာစေတသိက်2ပါးတဏီဝိစီကိစ္စစေတသိက်တစ်ပါးတဏီဘောင်းအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ9နီတစ်ခါတော့ပူဇော်ပေးပါအောင်ရှင်မောစတုံစေတသိက်4ပါးတဏီလောတရီစေတသိက်3ပါးတဏီဒေါစတုံစေတသိက်4ပါးတဏီတိနာမိတ်တာစေတသိက်2ပါးတဏီဝိစီကိစ္စစေတသိက်တစ်ပါးတဏီဘောင်းအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ9နီတောပနာစေတသိက်25ပါးပူဇော်ပါမယ်ရှင်ဒီမှာလည်းအုပ်စုငယ်လေး4ခုရှိပါတယ်အုပ်စုငယ်လေး4ခုတိုင်းသူကတော့ဒီတိုင်းပဲလေးပဲတအုပ်စုမှာတနည်းအနေနဲ့ပူဇော်ပေးထားပါတယ်ရှင်တောပနာတာရဏစေတသိက်19ပါးတဏီဝိရတိစေတသိက်3ပါးတဏီအပမညာစေတသိက်2ပါးတဏီပညာစေတသိက်1ပါးတဏီဘောင်းတောပနာစေတသိက်25ပါးတန်မယောဂနီ4နီတူတူပူဇော်ရအောင်ပါရှင်တောပနာတာရဏစေတသိက်19ပါးတဏီဝိရတိစေတသိက်3ပါးတဏီအပမညာစေတသိက်2ပါးတဏီပညာစေတသိက်1ပါးတဏီဘောင်းတောပနာစေတသိက်25ပါးတန်မယောဂနီ4နီနောက်တစ်ခါတော့ပူဇော်ပေးပါအောင်ရှင်တောပနာတာရဏစေတသိက်19ပါးတဏီဝိရတိစေတသိက်3ပါးတဏီအပမညာစေတသိက်2ပါးတဏီပညာစေတသိက်1ပါးတဏီဘောင်းတောပနာစေတသိက်25ပါးတန်မယောဂနီ4နီညီမတို့အားလုံးပြန်ပေါင်းပါမယ်ရှင်အညာသမန်းစေတသိက်73ပါးတန်မယောဂနီ9နီအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ9နီတောပနာစေတသိက်25ပါးတန်မယောဂနီ4နီဘောင်းစေတသိက်52ပါးတန်မယောဂနီ16နီတူတူပူဇော်ရအောင်ပါရှင်အညာသမန်းစေတသိက်73ပါးတန်မယောဂနီ9နီအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ9နီတောပနာစေတသိက်25ပါးတန်မယောဂနီ4နီဘောင်းစေတသိက်52ပါးတန်မယောဂနီ16နီနောက်တစ်ခါတော့ပူဇော်ပေးပါအောင်ရှင်အညာသမန်းစေတသိက်73ပါးတန်မယောဂနီ9နီအာကုသိုလ်စေတသိက်14ပါးတန်မယောဂနီ4နီတောပနာစေတသိက်25ပါးတန်မယောဂနီ4နီဘောင်းစေတသိက်52ပါးတန်မယောဂနီ16နီပြီးတော့ကျွန်တော်တို့တွေအနိယတာယောဂီစေတသိက်နိယတာယောဂီစေတသိက်ဆိုတာပူဇော်ပေးပါမယ်ဓမ္မမိတ်ဆွေတို့ရဲ့ဆိုလိုစာအုပ်ဇာတ်လေးမှာလည်းရှိပါလိမ့်မယ်ရှင်ဒီမှာမာနအောင်မှာမြင်းလေးတားထားတွေ့ပါမယ်မြင်းလေးတားထားတဲ့စေတသိက်တွေကိုကျွန်တော်လိုက်ရှာပါမယ်ရှင်အာကုသိုလ်စေတသိက်ထဲမှာ6ပါးရှိပါတယ်တောပနာစေတသိက်25ပါးထဲမှာ5ပါးရှိပါတယ်ရှင်ကျွန်မပူဇော်ပေးပါမယ်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာတိနာမိဒအာကုသိုလ်စေတသိက်14ပါးထဲမှာ6ပါးရှိပါတယ်ရှင်တောပနာစေတသိက်25ပါးထဲမှာဝိရတိစေတသိက်3ပါးနဲ့အပမညာစေတသိက်2ပါး5ပါးနော်လောဘကောင်းဆောင်တဲ့လောတိစေ3ပါးရဲ့မာန1ပါးပါပါတယ်ဒေါစတုတ်စေတသိက်4ပါးရဲ့ဒေါသမပါပါဘူးအိတ်တာမစ္စရိယာကုတ်ကုတ်ဆဆိုတဲ့3ပါးပါပါတယ်ဆုံးတရိစေတသိက်3ပါးရဲ့ထိနာမိဒ2ပါးပါပါတယ်အာကုသိုလ်စေတသိက်14ပါးထဲမှာဘယ်နှပါးပါလဲရှင်
အာကုသိုလ်စေတသိက်14ပါးပဲဘယ်နှပါးပါပါလဲရှင်6ပါးပါပါမယ်တောပနာစေတသိက်25ပါးထဲမှာဘယ်နှပါးပါလဲရှင်5ပါးဝိရဒိစေတသိက်3ပါးအပမညာစေတသိက်2ပါး6ပါးနဲ့5ပါးနဲ့ပေါင်းတော့17ပါးအဲ့ဒီ17ပါးဆိုရှင်တဲ့အာနိယတယောဂီစေတသိက်တွေဖြစ်ပါတယ်တဲ့နော်ကျွန်မတစ်ခေါက်ရင်ပူဇော်ပေးပါမယ်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒာရိယတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်၏ဒါမျိုးဆိုတခါလေးမှတ်ပေးပါနော်အဲ့ဒါလေးကစာတန်းလေးမပါတော့ခေါင်းထဲမှာတခါလေးဆွဲသွားအောင်နော်အလွတ်ရအောင်ကျွန်မချက်ပေးပါမယ်အာနိယတယောဂီစေတသိက်နော်အာနိယတယောဂီစေတသိက်ရဲ့နိယတယောဂီစေတသိက်ရဲ့နော်စေတသိက်52ပါးရနေဒီ17ပါးအာနိယတယောဂီစေတသိက်ဆိုတော့ကျန်တာဘယ်နှပါးကျန်ပါမလဲ52ပါးရ12ပါး17ပါးလုပ်လိုက်တော့42ပါးကျန်42ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်နိယတယောဂီစေတသိက်မြည်၏နော်ဒီမှာမိတ်ဆွေများတစ်ခါလေးမှတ်အောင်နော်ထပ်ပြီးပူဇော်ပေးပါမယ်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3ပါးအပမညာ2ပါးပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်တခါလဲဆိုပေးမယ်နော်တခါရအောင်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်မိမိရှင်တဲ့စိတ်တို့ရှင်တဲ့စိတ်တွေနဲ့အမြဲတမ်းမရှိဘူးနော်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်၏မရှင်လို့အာလို့ထည့်ပေးထားတယ်နော်မရှင်တော့အာနိယတအဲ့လိုပဲမှတ်လိုက်မယ်နော်ကျန်42ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်နိယတယောဂီစေတသိက်မြည်၏တခါလေးမှတ်ပါမယ်နော်ဘာပဲရှင်များတူတူပူဇော်ပါမယ်ရှင်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်၏ကျန်42ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်နိယတယောဂီစေတသိက်မြည်၏တစ်ခေါက်ပြန်ပူဇော်ပါမယ်မာနာအိတ်တာမေစရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်42ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်နိယတယောဂီစေတသိက်မြည်၏အာနိယတလေးပြန်ပူဇော်ပါမယ်အာနိယတလေးကို3ခေါက်လောက်ပူဇော်မယ်နော်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်နောက်တစ်ခေါက်လောက်ပူဇော်ပါမယ်နောက်တစ်ခေါက်လောက်ပူဇော်ပါမယ်အာနိယတကိုအာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်၏နောက်တစ်ခေါက်တော့ပူဇော်ပါမယ်မာနာအိတ်တာမစ္စရိယာကုတ်ကုတ်စာထိနာမိဒ္ဒဝိရတိ3အပမညာ2ပေါင်း17ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အာနိယတယောဂီစေတသိက်မြည်၏နိယတလေးပြောပါမယ်နိယတကျန်42ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်နိ
နောက်တစ်ခါလောက်ပူဇော်ပါမယ်ကြံ40တပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်မိယတယောဂီစေတသိက်မည်နောက်တစ်ခါလောက်ပူဇော်ပါမယ်ကြံ40တပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်မိယတယောဂီစေတသိက်မည်နှစ်ခုလုံးပြန်ပူဇော်ပါမယ်နော်မာနာအိတ်တာမစ္စရိယပုဂ္ဂုစာတိနာမေတ္တာဝိသတိတောအတမညာနှင့်ဟော7ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အတိယတယောဂီစေတသိက်မည်ကျန်40ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်မိယတယောဂီစေတသိက်မည်။ဘာမစ္စများအရန်တော်ပါတယ်တခါလေအလွတ်ရပါတယ်နော်။ဟုတ်ကဲ့။ဒီလေးတစ်ခါတော့ပြန်ပူဇော်ပေးပါမယ်နော်။ကျမတို့တပ္ပစိတ်တာတာရဏစေသိက်9ပါးတဏီတူပူဇော်ပါမယ်ရှင်။တပ္ပစိတ်တာတာရဏစေသိက်9ပါးတဏီဝိတက်တဏီဝိစာရတဏီအဒီမောက္ခတဏီဝိရိယတဏီပီတိတဏီစန္ဒတဏီဘောင်းအညာသမန်စေတသိက်73ပါးတန်လျောဂနီ9နီမောစတောစေတသိက်4ပါးတဏီကပါမာတဏီဒေါစတောစေတသိက်4ပါးတဏီတိနာမေဃစေတသိက်2ပါးတဏီဝိစီကိစ္စစေတသိက်1ပါးတဏီဘောင်းအာဟုသောစေတသိက်14ပါးတံမယောဂနီ9နီတောပနာတာဒါရဏစေတသိက်19ပါးတဏီဝိကိစေတသိက်3ပါးတဏီအပမညာစေတသိက်2ပါးတဏီပညာစေတသိက်1ပါးတဏီဘောင်းတောပနာစေတသိက်25ပါးတံမယောဂနီ4နီပြန်ပေါင်းပါမယ်ရှင်ပညာသမန်စေတသိက်73ပါးတန်လျောဂနီ9နီအာဟုသောစေတသိက်14ပါးတန်လျောဂနီ9နီတောပနာစေတသိက်25ပါးတန်လျောဂနီ4နီဇောင်းစေတသိက်52ပါးတန်လျောဂနီ16နီအာနိယတလေးပူဇော်ရအောင်မယ်နော်ရှင်မာနာအိတ်တာမစ္စရိယကုက္ကုစာတိနာမေတ္တာဝိကိတောအပမညာနှင့်ဟော7ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲမရှင်သောကြောင့်အနိယတယောဂီစေတသိက်မည်ကျန်40ပါးသောစေတသိက်တို့သည်မိမိရှင်သောစိတ်တို့နှင့်အမြဲရှင်သောကြောင့်မိယတယောဂီစေတသိက်မည်ကျေးဇူးတင်ပါတယ်နှုတ်ဆက်ကြအောင်ပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နဲ့ပြာချမ်းသာချမ်းသာကြပါစေကျမတို့စာမျက်နှာ42မှာအကုသိုလ်စေတသိက်14ပါးတွေ့ပါလိမ့်မယ်အကုသိုလ်စေတသိက်14ပါးဆိုတာဒီမှာလေးရေးထားတယ်စိတ်ကိုမကောင်းအောင်အပြစ်ရှိအောင်ခြေလေတဲ့စေတသိက်တို့သည်အကုသိုလ်စေတသိက်တို့မိ၏လို့ရေးထားတယ်အဲ့ဒီမှာလေဒီတရားစေတသိက်တွေကစိတ်ကိုမှီပြီးတော့စိတ်ကိုခြေလေတာဖြစ်တဲ့အတွက်ဒီအကုသိုလ်စေတသိက်14ပါးကိုအကြောင်းပြုပြီးမှအကုသိုလ်စိတ်12ပါးဖြစ်ရတယ်ဒါဆိုရင်ပယ်ရမယ့်တရားသည်မကောင်းမှုကိုပယ်ပါလို့ပြောတယ်မကောင်းမှုကိုရှောင်ပါလို့ပြောရင်အကုသိုလ်စိတ်ကိုအရင်ပယ်ရမှာလားအကုသိုလ်စေတသိက်တွေကိုအရင်ပယ်ရမှာဒါကိုသဘောပေါက်အောင်သူစိတ်ကိုမှီပြီးတာနဲ့ဖြစ်ရစိတ်တိုင်းကိုသူကခြေလေလိုက်တဲ့အခါမှာစိတ်တွေကိုမကောင်းအောင်အပြစ်ရှိသွားအောင်မကောင်းတဲ့အကျိုးတွေပေးအောင်လုပ်လိုက်တာဒီအကုသိုလ်စေတသိက်ဒါကြောင့်အောက်မှာရေးထားတယ်မဖြစ်ပွားစေရန်ပယ်တတ်ကြရမည်စေတသိက်များဖြစ်ပါသည်ဆိုတာတွေ့ပြီနော်အဲ့တော့ပြီးခဲ့တဲ့ဘက်ကကျမတို့ဒါကိုသင်တဲ့နေရာမှာ
မောဟအိုင်ရိကအနုတ္တပဥဒိစ္စဒါသည်တထွေဒါသည်မောဟကောင်းဆောင်သောစေတသိက်၄ပါးဒီစေတသိက်၄ပါးကိုတအုပ်စုအဲ့ဒီမှာအဓိပ္ပာယ်တွေဓမ္မမိတ်ဆွေတို့ပြီးခဲ့တဲ့ဘက်ကကျွန်မပြောပြီးပြီဒါကြည့်ရမယ်မောဟဆိုတာအာယုံရဲ့သဘောမှန်ကိုမသိအောင်ဖုံးကွယ်တယ်သူကသဘောမှန်ကိုမသိအောင်ဖုံးကွယ်ထားပေမဲ့သူကကြတော့သဘောမှားတွေကြရင်သူကသိတယ်ဒါကြောင့်မောဟကိုမသိမှုလို့ပြောရင်မပြည့်စုံဘူးအမှန်တရားတွေကိုသာမသိတာအမှားကြရင်သူကသိတယ်တရားဆိုတဲ့ဒါကြောင့်ဒီနေရာမှာစကားလုံးကသဘောမှန်ကိုသာလင်ဖုံးကွယ်ထားတယ်ဆိုတာပါထားတယ်သဘောမှားကိုတော့မဖုံးကွယ်ဘူးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခါအာဟိရိကကြရင်မကောင်းမှုဒုစရိုက်မှာမရှက်ခြင်းအနုတ္တပကြရင်မကောင်းမှုဒုစရိုက်ကမကြောက်ဘူးမလန့်ဘူးသဘောဒါကိုမကြောက်လန့်ခြင်းလို့သွားထားတယ်ဟုတ်ပြီနော်အောက်ဒိစ္စကြတော့စိတ်တွေကိုမငြိမ်သက်အောင်ပြန့်လွင့်အောင်ပြုလုပ်ထားတယ်ဒီသဘောတရား၄ခုဒီတထွေဒါကိုမောဟကောင်းဆောင်သောစေတသိက်၄ပါးမောစတုစေတသိက်၄ပါးလို့ကျွန်တော်တို့သိခဲ့ရတယ်နောက်တစ်ခါလောဘကြရင်ကျွန်တော်တို့လောကီယယုံကာမဂုဏ်တွေမှာလိုချင်နိကတတ်မဲ့ခြင်းသဘောဒိဋ္ဌိကြရင်မှားမှားယွင်းယွင်းသိမြင်တယ်ဒါသည်အယူမှားခြင်းသဘောမာနကြရင်ထောင်လွှားတက်ကြွတယ်ဒါသည်တအုပ်စုမဟုတ်ဘူးလားဒါကိုလောဘကောင်းဆောင်သောစေတသိက်၃ပါးကျွန်တော်တို့မှတ်ခဲ့တယ်လောတရိစေတသိက်၃ပါးပြီးရင်ဒေါသကောင်းဆောင်တဲ့စေတသိက်၄ပါးအုပ်စုဒေါသဆိုတာကြတော့ခက်ထန်ကြမ်းတမ်းတဲ့သဘောဒေါသနဲ့ဘာနဲ့အတူတူပဲလဲဆိုပဋိကနဲ့အတူတူပဲကျွန်တော်တို့ပဋိကတံပယုတ်ဆိုရင်အဲ့ဒါဒေါသပါပဲနောက်တစ်ခါအဲ့ဒီဒေါသရဲ့သဘာဝခက်ထန်ကြမ်းတမ်းတဲ့သဘောတည်เนาะဒီနေရာမှာခက်ထန်ကြမ်းတမ်းလာတဲ့အတွက်ကြောင့်ဒါပဋိကလို့သုံးတယ်အဲ့ဒီဒေါသကိုပယ်တတ်ဖို့မကြိုးစားသွားဘူးဆိုဒေါသသည်ဘယ်အဆင့်ထိပြောင်းသွားလဲဆိုကိုယ့်ပေါ်မှာဟလာကိုမကျေနပ်အောင်ကိုစိတ်ညစ်အောင်ကိုကိုလှုပ်တဲ့ပုံကိုယ်တွေအပေါ်မှာရန်ညှိုးထားရင်အာဃာတဖြစ်သွားတယ်ဒါဒေါသရဲ့ဒီဂရီပြောင်းသွားတာဒါလေးလဲဘုဟုတုတ္တဒါသိထားရမယ်ဒေါသသည်မူလအစစ်မှာဒေါသဖြစ်လာပြီဆိုရင်အာယုံကို तू ကမကျေနပ်ဘူးမကျေနပ်သည်နဲ့အမျှ तू ကဘာဖြစ်လာလဲဆိုရင် तू ကခက်ထန်ကြမ်းတမ်းလာတဲ့အတွက်ကြောင့်ဒေါသနဲ့ဘာနဲ့အတူတူပဲလဲဆိုပဋိကပဲအဲ့ဒီပဋိကကနေပြီးတော့နောက်ပိုင်း तू ကပြောင်းသွားမယ်သဘောတည်ဘာဖြစ်လာလဲဆိုရင် तू ကရန်ညှိုးထားသွားပြီကိုယ့်ပေါ်မှာမဟုတ်တာလုပ်တဲ့သူပေါ်မကျေနပ်လာပြီဆိုဒါကိုအာဃာတလို့သုံးတယ်အာဃာတဆိုတာရန်ညှိုးเนาะဒါရန်ညှိုးထားလာတာဒါရန်ညှိုးထားလာတယ်အဲ့ဒီအာဃာတကနေနောက်ဆုံးဘာပြောင်းသွားလဲဆိုရင်ကိုယ့်ရန်သူပေါ်မှာသေစေခြင်းနဲ့အစိတ်ထိပြောင်းသွားတယ်ဒါကိုဗျာပါဒလို့သုံးတယ်ဒါဆိုရင်ဗျာပါဒအဆင့်ကိုရောက်သွားရင်စိတ်ထဲမှာဒီရန်သူကိုပျက်စီးဆောင်နေမကောက်အသေးတောင်းတတဲ့အထိဖြစ်သွားတယ်เนาะဒါကြောင့်ဒီလူနေထိုင်မကောင်းဖြစ်ရင်ဝမ်းသာတယ်ဒီလူဟလာနောက်ဆုံးစီးပွားတွေကျသွားမယ်ချွေရန်သိမ့်မင်းတွေပျက်စီးသွားမယ်နောက်ဆုံးဒီလူကိုယ်တိုင်ကျမ်းမာရေးတွေမကောင်းရုံနဲ့မကောက်ဒီလူသေသွားပါစေလို့တောင်းတတဲ့အဆင့်ဒေါသဒီဂရီတွေပြောင်းသွားတဲ့အတွက်ဗျာပါဒအဆင့်ရောက်သွားရင်တော့ तू ကကန့်ကိုမြက် तू ကမြောက်သွားတယ်ဒါကြောင့်ဒီနေရာမှာဒေါသပဋိကအာဃာတဗျာပါဒကျွန်တော်တို့ကျေးဇူးတော်ရှင်မြတ်စွာဘုရားအလောင်းတော်ရွဲကုန်တဲ့ဘဝတုန်းကအရှင်ဒေဝရတ်အလောင်းရွဲကုန်တယ်ပေါ့အရှင်ဒေဝရတ်အလောင်းရဲ့လို့တော့မဟုတ်သေးဘူးဒီအချိန်မှာရိုးရိုးတန်မှန်ရွဲကုန်တယ်ဒါပေမဲ့ဓမ္မမိတ်ဆွေတို့သိပြီးသားပဲဟလာအရှင်ဒေဝရတ်လောင်းရဲ့လို့ဖြစ်လာမဲ့ရွဲကုန်တဲ့ကသူအနေနဲ့ဟလာရိုးရိုးရွဲကိုရောင်းယုံနေမကဘူးမတမာသောနည်းနဲ့သူများစီကနေအဖို့တသိမ့်ထိုက်တဲ့ရွှေခွက်ကိုလည်း तू ကမတရားအလကားကိုလိုချင်တာအဲ့တော့သူရင်ဒီလန်းခရီးကိုသွားပြီးတော့ဒီရွှေခွက်ကိုဟာလာရွှေခွက်မှန်းမသိပဲနဲ့ရွဲနေငယ်လေးနဲ့လဲဖို့တောင်းပန်ထားတောင်မှမပေးခဲ့ပဲနဲ့ तू တခါတည်းအလကားလိုချင်တဲ့အတွက်ကြောင့်ထွက်သွားတယ်အဲ့ဒီမှာစဉ်းစားကြည့်ကို့မှာရှိနေတဲ့ရွဲလေးဒီဘလောက်မှတန်ဖိုးရှိတာမဟုတ်ဒါကိုကျေနပ်အောင်ပေးလိုက်ရင်ကိုဒါအသာလေးရသွားပြီဟိုကလိုချင်းပဲဟာလာသူ့ရွှေခွက်မှန်းမသိတဲ့အတွက်ဒီအဖိုးမတန်နဲ့ခွက်ကြီးနဲ့ဟလာမြီးကလေးအတွက်ရွဲလေးနည်းနည်းလေးပေးပါမြီးလေးကရွဲလေးကိုကစားခြင်းလို့ပါဆိုတာတော့မပေးခဲ့ဘူးနောက်ဆုံးဘုရားအလောင်းဖြစ်လာမဲ့ဒီရွဲကုန်တယ်နဲ့တွေ့တဲ့အခါကျတော့ရွှေခွက်မှန်းလည်းသိတယ်ရွှေခွက်လို့လည်းထုတ်ပြောတယ်သူ့မှာအဲ့ဒီလောက်တန်နဲ့သူ့မှာရှိတဲ့ရွဲအကုန်အောင်မှဟလာဒီရွှေခွက်နဲ့မတန်နာရဲ့သူ့မှာအတပြား800ရောင်းလို့ရတာပါတယ်ဒီရွဲတွေအကုန်လုံးနဲ့လဲရင်တောင်မှဒါရွှေခွက်ဖိုးမပေးနိုင်ပါဘူးဆိုတော့မဟုတ်ဘူးမောင်နဲ့ထိုက်လို့ဒါလင်ဒီဟာဒီရွှေခွက်အရယ်လို့ဖြစ်တာအဲ့တော့ကြည်ကြည်နဲ့ယူပါဆိုတဲ့အခါကျတော့
ကုရုကလေးပဲနော်လှေတစ်ဖက်ကန်းကိုကုဖို့ကရုကလေးပဲသူတောင်းပြီးတဲ့အခါပြန်သွားတယ်အဲ့ဒီအချိန်မှာခုနအရှင်တေဝရလောင်းရွဲကုန်တယ်ကဒီဟာလိုချင်တဲ့စိတ်နဲ့ကဲလာဟလာငါရွဲနွဲ့နေပေးမယ်နင်းခွက်ကြီးယူခဲ့ဆိုတဲ့အချိန်ကျတော့ဒီလိုခုနနောက်မှရောက်လာတဲ့ရွဲကုန်တဲ့ကယူသွားတယ်ဆိုတော့သူ့ရဲ့ပထမကလောဘကနေပြီးတော့အဖို့တသိန်းတောင်မှမရတော့ပါလားဆိုတဲ့အတွက်သူရတဲ့ရထိုက်တာပေါ်မှာမကျေနပ်တဲ့ဒေါသကနေပဋိကနေခက်ထန်ကြမ်းတမ်းလာတယ်ခက်ထန်ကြမ်းတမ်းလာပြီးတော့ဘယ်လန်းသွားသလဲဒီကတို့ကယူသွားတယ်ဆိုတော့ကုတို့စိတ်ထိရအောင်သူသွားတယ်သွားရင်းနဲ့ပဲဒီမှာဖះလောင်းရွဲကုန်တယ်ကဒီမြစ်လေလောက်ကိုရောက်နေတဲ့အချိန်မှာပဲပြန်ခေါ်တယ်ဟိုကလည်းမလာဘူးလေမလာတဲ့အခါကျတော့နောက်ဆုံးဒီပေါ်မှာပဲလောဘကနေပြီးတော့အကြည့်တဲ့ဒေါသပြောင်းလာပြီးတော့ဘဝဆက်ခါဒီပုဂ္ဂိုလ်ပေါ်မှာဒီမကျေနပ်တဲ့အာဃာတရံညှိုးနဲ့ဘဝတန်တရားတစ်လျှောက်လုံးပါရမီမြတ်စွာဘုရားခုနပြောတဲ့ဖះလောင်းရွဲကုန်တယ်ကတော့လေးအသိချေကဘာတသိန်းလုံးပါရမီလမ်းလျှောက်တဲ့ချိန်မှာအရှင်ဒေဝရရေလို့ဖြစ်လာမယ်အရှင်ဒေဝရလောင်းရွဲကုန်တယ်ကလည်းဘလောက်လဲလေးအသိချေကဘာတသိန်းလုံးဖះလောင်းပေါ်မှာပျက်စီးစေလို့တော့အာဃာတရညှိုးဗျာပါဒအစဉ်ထိပြောင်းသွားတယ်ဒါကြောင့်ဖြစ်လျာဘဝတိုင်းမှာမြတ်စွာဘုရားအလောင်းတော်ရွဲကုန်မြတ်စွာဘုရားအလောင်းတော်နဲ့အရှင်ဒေဝရအလောင်းတော်တွေအနိကဆုံတဲ့ဘဝတွေမှာတစ်ခါတည်းရမှာဟလာစုံတဲ့ဘဝတိုင်းမှာအရှင်ဒေဝရအလောင်းကမြတ်စွာဘုရားအလောင်းတော်ပျက်စီးအောင်ကြီးပဲလုပ်ခဲ့တာတခုသောဘဝမှာဆိုလို့ရှိရင်အရှင်ဒေဝရအလောင်းကဘာဖြစ်လဲဆိုရင်ဖခမီးတော်အဖေဖြစ်တယ်ဘုရားအလောင်းတော်လေးကသားလာဖြစ်တယ်နော်အဖေနဲ့သားလာဖြစ်တယ်အဲ့တော့အဲ့ဒီအချိန်မှာသားလေးမွေးကစားဖွာသားလေးကိုမိဖုရားကြီးကချော့မြူနေတဲ့အချိန်မှာဖခမီးတော်ဖြစ်တဲ့အရှင်ဒေဝရအလောင်းကလာတဲ့အချိန်မှာမိဖုရားကြီးကခရီးဥကျိုးဆိုမပြုတ်လိုက်မိဘူးမပြုတ်မိလိုက်တဲ့အချိန်မှာဘဝဆက်တည်းကဒီအာဃာတဆိုတဲ့ဒေါသရန်ညှိုးရှိထားတော့ဒီမိဖုရားကငါ့ကိုခရီးကျိုးဆိုမပြုတ်တာကြည်ဘာကြောင့်လဲကြည်လိုက်တော့ဒီသားလေးကိုရင်ဝယ်ပိုက်ထားတဲ့သားလေးကြောင့်ဒီသားပေါက်စလေးကိုဟလာချော့မြူနေတာနဲ့ငါ့ကိုတော့မှမထေမဲ့မြင်ပြုတယ်ဒီသားသာအရွယ်ရောက်ရင်အားထရရင်ပိုလောင်ဆိုးမယ်ဆိုဘာမဟုတ်တဲ့ဒီသူ့သားနော်သူ့ရင်သွေးပေါ်မှာရန်ညှိုးကအရှိန်ကဘဝအစစ်တည်းကပါလာတဲ့အရှိန်ကြောင့်နောက်ဆုံးဘာဖြစ်လဲဆိုဒီသားလေးကိုအာနာဘကွက်သားကိုခေါ်ပြီးတော့လက်တွေဖြတ်ခိုင်းတယ်လက်တွေဖြတ်ခိုင်းတဲ့အချိန်မှာမိဖုရားကြီးကဒီဒါဒီနန်းညွန့်နန်းနေရပဲဟုတ်လားဒီမရင်ကြီးမရှိတော့ဘူးဆိုရင်ဒီသားကနန်းတက်မှာဒါကိုဟလာနန်းညွန့်နန်းလာဘယင်ဖြစ်လာမဲ့ပုံကိုဆိုတာကိုလက်ရင်ကမစုံလို့မှမရတာလက်နုနုလေးညှဉ်းနုနုလေးနဲ့တူတယ်လက်နုနုလေးကိုဖြတ်ပလိုက်တဲ့အချိန်မှာလက်မောင်းကြီးကဖြတ်ပလိုက်တဲ့အချိန်မှာဘယင်မိဖုရားကြီးကတခါတည်းမြေမှာလူးပြီးတော့ငိုတာငိုလေးခြေထောက်နှစ်ဖက်ကိုဖြတ်ခိုင်းတယ်ဖြတ်တယ်ဟလာနောက်ဆုံးကြတော့ဘာလုပ်လဲဆိုရင်ဟလာခေါင်းဖြတ်ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာဖះအလောင်းတော်ကတော့ဖះအလောင်းတော်မင်းသားလေးကတော့ဒီဖြတ်ခိုင်းနေတဲ့ဖခင်ပေါ်မှာရောဖြတ်နေတဲ့အာနာဘကွက်သားပေါ်မှာရောထွန်းလွန်လူငိုးနေတဲ့မိဖုရားကြီးပေါ်မှာရောလူဘာမှဟလာဒေါသလည်းမဖြစ်ဘူးတနာကျင်နာခြင်းလည်းမဖြစ်ပဲနဲ့အားလုံးဥပိ္ပခာတရားနဲ့ထားသွားနိုင်တယ်ဒါလည်းပါလဲဆိုရင်ဘဝအဆက်ဆက်ကရင့်ကျက်လာတဲ့တဘာဝသူကတော့အဒေါသမဖြစ်ဘူးဟိုကတော့ဒေါသတယ်နောက်ဆုံးဖះအလောင်းတော်လေးကိုမိုးပေါ်ကိုပြစ်မြောက်လိုက်ပြီးတော့အလောင်းဟလာငုတ်တော်လေးပဲကြံတော့တယ်ဒီခန္ဓာကိုယ်လေးကိုပြစ်ပြီးတဲ့အခါသူကိုယ်တိုင်ကတန်လျက်နဲ့ဓာဘန်ကစားတယ်တဲ့အဲ့ဒီလိုလုတ်ပြီးတဲ့အချိန်မှာမိဖုရားကြီးကတော့အိမ်မှာတေပဲပေါ့ရင်ခွဲနာကြအဲ့ဒီအချိန်မှာဖះအလောင်းလို့လဲတေရောဟလာဒီအရှင်ဒေဝရလောင်းဖခမီးတော်လဲမြေမြူပြီးတေရတယ်ဒါကြောင့်သားကိုတတ်လို့အဖေမေမြေမြူရတဲ့ဇက်လဲရှိတယ်ဆိုတာသိရမယ်ဒါကြောင့်အရှင်ဒေဝရအလောင်းဒီဘဝများစွာတန်တရားမှာဖះအလောင်းတော်ကိုပြစ်မှားတဲ့စိတ်နဲ့ခုနပြောခဲ့တဲ့အာဃာတရညှိုးလေးကိုမဖြီခဲ့ဘူးသူမရလိုက်တဲ့အဖိုးတသိန်းထိုက်တိုင်တဲ့ရွှေခွက်ကိုအလကားယူသွားတယ်တကယ်တော့ယူတာမဟုတ်ကြည်နဲ့ယူသွားတာဒါကိုသူအမှန်ကိုမမြင်နိုင်လောက်အောင်ဘာဖုံးလဲဆိုရင်မောဟကဖုံးတယ်မောဟကအမှန်သဘောမသိအောင်ဖုံးတဲ့အတွက်သူဒီလိုမျိုးရန်ညို့ကိုထား၍ဘဝဆက်ခါတန်တရားတစ်လျှောက်လုံးမှာအဲ့ဒီလိုပြစ်မှားမှုပေါင်းများစွာကိုပြုတ်လိုက်တာအဲ့တော့ဟိုဘက်ကပုဂ္ဂိုလ်ကတော့လေးရသိချေကဘာတသိန်းလုံးပါရမီရင့်ကျက်၍ဖျားဖြစ်သွားတယ်သူကနောက်ဆုံးကြတော့အရှင်ဒေဝရရဲ့လိုဖြစ်လာပြီးတော့နောက်ဖျားနဲ့ပြောမယ်ဆိုရင်ရောက်ဖက်တော့လဲတော်တယ်နော်ညီလဲဟလာဝန်ခွဲတွေတော်လာတနည်းအားဖြင့်ပြောရင်တော်ကြတာပဲတာကီဝင်မျိုးတွေဆိုတာအဲ့ဒီတော့နောက်ဆုံးကြတော့သူကဘာဖြစ်လာလဲနောက်ဆုံးလဲမြင်မြူရတာပဲဒါကြောင့်ဘဝများစွာတန်တရားမှာဒီဒေါသဆိုတဲ့တရားသည်ပထမပိုင်းကတော့လာတဲ့အာယုံကိုမကျေနပ်တာ
မကျေနပ်တဲ့နေရာမှာအမှန်မသိအောင်ဘသူကပါပေးလဲဆိုမောဟပါပေးတယ်ပါပေးတဲ့အတွက်ကြောင့်အာဟိရိကကမရှက်အောင်အနုတ္တပကမကြောက်အောင်ဥဒိစ္စပြန့်လွင့်အောင်သူအကုန်လုပ်သွားတာပဲအဲ့တော့ဒီနေရာမှာဖြစ်လျက်ဘဝတွေမှာဒေါသရဲ့နောက်မှာဘာလာလဲဆိုရင်ကိုယ့်တဲ့တာ၍မကျေနပ်တာကြတော့မနာလိုတာကြရင်ဘာလို့သုံးလဲအိတ်တာဒါကြောင့်ဓမ္မမေးရှင်တို့စလုံးပေါင်းလဲပြီးခဲ့တဲ့ဘက်ကကျွန်မသင်ပြီးသွားပြီအိတ်တာဆိုတာစက်ကြည့်ရင်သူတစ်ပါးတို့ရဲ့စီစိန်ဥစ္စာဂုံသိမ်းချမ်းသာပညာတွေပေါ်မှာညူးစုတယ်ဆိုတာဟာလားရှုပ်မဲ့ပြီးတော့ဟာလားစောင်းမြောင်းလာတယ်တွေ့လားစောင်းမြောင်းနေမဲ့ကရွဲ့ကမျက်စောင်းထိုးတယ်ဟာလားသူကလှူနိုင်မှာပေါ့ဟာလားအဲ့ဒီလားလှူနိုင်အောင် तू ကဘာတွေလောက်ထားတာသိရမလားလှူတဲ့မျက်နှာကကြည့်ပါလားကြွားကျင်တာပါမနေဘူးလားစားတွေဘာဖြစ်လဲညူစုတယ်စောင်းမြောင်းတယ်မဲ့တယ်ရွဲ့တယ်အခြေခံပြောရင်ကိုယ့်ထက်တာသွားတာကိုမကျေနပ်တာကိုမနာလိုတယ်လို့သုံးတယ်ဒါကြောင့်ဒီအောက်မှာရေးပေးထားတယ်နှခမ်းဆူ၍မျက်စောင်းထိုး၍ပြောဆိုကြည့်ရှုကြောင်းတရားဒါတွေကဓမ္မမေးရွှေတို့ဒါကကြည့်ရမှာတော့အိတ်တာဆိုဒီမှာသူတစ်ပါးတို့ရဲ့စည်းစိမ်ဥစ္စာဂုံတိန်ချမ်းသာပညာတို့အပေါ်၌ညူစုဆောင်းမြောင်းမနာလိုခြင်းသဘောထားသိရမှာအဲ့ဒီမှာနှခမ်းဆူတယ်မျက်စောင်းတို့ရဲ့ပြောဆိုကြည့်ရှုကြောင်းဆိုတော့သိထားရမယ်စာမွေးမေးခွန်းနေလာလို့ရှိရင်အဲ့ဒါမျိုးလာတာပေါ့နော်ပြောလို့ရှိကြတယ်လေလင်းသားလောက်တော့ကွယ်ငှက်တိုင်းလှတာပေါ့ဆိုရင်ဘာပြောတာလဲအထိပ်ပဲလင်းသားဆိုတာဒီငှက်တရားတွေထဲမှာအင်တန်အယုတ်ဆိုးတာလေအဲ့တော့ဒီလင်းသားလောက်တော့ကွယ်ငှက်တိုင်းလှပါတယ်သူ့ကိုယ်သူလှတယ်ထင်နေတာပြောချင်တာလက်ဓာတ်လောက်ပဲရှိတယ်လို့ပြောချင်တာမဟုတ်ဘူးလားအဲ့ဒါဘာလဲသူလှနေတာကိုနှိမ်ချပလိုက်တာမနာလို့တာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါညူစုတာပဲစောင်းမြောင်းတာပဲမဟုတ်ဘူးလားအဲ့ဒါဒီဘာစေတသိက်လဲမေးအဲ့ဒါမျိုးဖြေနိုင်ဖို့ဒါလေးတွေကသိရမှာဒါကြောင့်နောက်ခမ်းဆူ၍မျက်စောင်းထိုး၍ပြောဆိုကြည့်ရှုကြောင်းတရားဆိုတာမျိုးကြီးကြည့်ရမှာမဟုတ်ဘူးဒါမျိုးလာရင်ဘာစေဒါကြောင့်စာမေးပွဲမှာစေတသိက်52ပါးရဲ့သဘောတရားဒီဓမ္မမေးရွှေတို့ကြက်ကိုကြက်ရလိမ့်မယ်52ပါးလုံးအလွတ်ရရမယ်ဟုတ်ပြီနော်စာမေးပွဲမှာဆိုပါဆိုစေတသိက်52ပါးတွေက5ပါးဆွဲထုတ်ထားမယ်အဲ့ဒီ5ပါးရဲ့အဓိပ္ပာယ်ကိုပြောပါလို့လဲပြောမေးမယ်ပြီးခဲ့တဲ့ဘက်ကပြောပြီးပြီအဲ့ဒီ5လုံးမှာ तू ကြိုက်တာပြောမှာအမှဆိုပါဆိုစေတနာဝေဒနာတင်ညာစသည်ဖြင့်ပေါ့နော်5လုံးပြည့်အောင်ဝိတက်တို့ဝိစာရတို့5လုံးသူကြိုက်တာမေးသွားမယ်အဲ့ဒါကိုအဓိပ္ပာယ်ရေးနိုင်ရင်တစ်လုံး2မှတ်နှုံးနဲ့ဆက်မှတ်ပေးမှာပဲဒီလိုပုံစံတစ်ခုဒါမေးတယ်နောက်တစ်ခုကကြတော့ခုနလိုသဘောတရားတစ်ခုကိုချပြအဲ့ဒါဘာစိတ်တသိက်လဲဆိုကိုကရေးရမှာနာမည်လေးပဲကိုယ့်တဲ့သား၍မနာလိုသောသဘောဆိုအိတ်တာပေါ့ဟုတ်တယ်လားခက်တန်ကြမ်းတမ်းမကျေနပ်နေတဲ့သဘောမှတ်သားနေတဲ့သဘောတင်ညာစသည်ဖြင့်အဲ့ဒါလေးတွေကိုကတင်ညာလို့ရေးရမယ်စေတနာလို့ရေးရမယ်5လုံးပြည့်ရင်သူလည်းပါပဲလေ10မှတ်ပဲဒါကြောင့်ဒါမျိုးလေးတွေသိရမှာဟုတ်ပြီနော်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကဒီစေတသိက်တွေကြည့်ရမှာပဲမစ္စရိယဆိုတဲ့စကားလုံးဆိုလဲစလုံးပေါင်းမှန်ဖို့လိုတာပေါ့အိတ်တာလို့ရေးရမှာတစ်လုံးနှလုံးလေးပဲအိတ်တာလို့ရေးလိုက်တာနဲ့2မှတ်ရမှာစလုံးပေါင်းမှရင်1မှတ်မှမရတော့နော်ဒါကြောင့်မစ္စရိယလို့ပြောရင်မာယမစာလုံးနဲ့စာလိန်နဲ့စင်ဟလာရာကောက်ကေလုံရည်တေရိယာပလက်ကေယမစ္စရိယဆိုတာကိုယ်တည်းကနေပြီးတော့အိတ်တာတုံးကမိမိနဲ့ဆိုင်တယ်ဟာ sorry အိတ်တာဒီသူတစ်ပါးနဲ့ဆိုင်တယ်မစ္စရိယကြတော့မိမိရဲ့စီးစိမ်ဥစ္စာဂုံတိန်ချမ်းသာပညာတွေပေါ်မှာနှမျောနေတာနှမျောပြီးတော့တွန့်တိုနေတာဝင်တိုတယ်လို့သုံးတယ်နော်နှမျောတွန့်တိုနေတဲ့သဘောသည်မစ္စရိယကိုယ်တည်းကရော့သွားမှကြောက်တာဟိုအားကြတော့ကိုယ်တည်းတာသွားလို့မကျေနပ်တာဟိုဟာကိုယ်တည်းကရော့သွားတာကိုနှမျောတွန့်တိုလာဒါကြောင့်ကိုရှိတဲ့မုံတွေမကြွေးချင်ဘူးဖွက်ထားတယ်ဖွက်ပြီးတိတ်တိတ်လေးစားနေတယ်အဲ့ဒါမစ္စရိယပဲဟလာမုတ်ကြွေးရမှာဆိုလို့ဖွက်စားထားတယ်နော်ခုနပြောသလိုလှူရမှာကြောက်တဲ့အတွက်ကြောင့်အလူကံမရှိပါဘူးဟလာ sorry အဲ့ဟလာလူကြီးတွေမရှိပါဘူးပြောလို့អော်လိုက်တယ်အလူကံလာတယ်အသက်80လောက်ကអော်တယ်ဟလာလူကြီးတွေမရှိပါဘူးဆိုတော့အဲ့ဒါဘာပဲလဲမစ္စရိယပဲပေါ့မလူကျင်လို့ဟလာမလူကျင်တဲ့အတွက်ကြောင့်ကြော့ပါသေးရဲ့လို့ပြောလိုက်တာလေမစ္စရိယပဲဓမ္မမိတ်ဆွေများเนาะဒါကြောင့်ကိုယ့်တည်းကပေးလိုက်ရမှာတုံးနေတာမစ္စရိယဒီသဘောတွေဒီသင်စရာမလိုခလေးပေါက်စာလေးမွေးဟလာမွေးလာပြီးတော့တော်တော်လေးတီးလာပြီးနည်းနည်းလေးဟိုဖြစ်လာတဲ့အခါသူ့ချိုစို့နေတာကိုသူများကနေလာပြီးတော့ယူရင်ပေးဘူးဆိုပြီးတော့ဟလာသူ့မေမေချိုကင်ထားတာကာထားတာလေအဲ့ဒါဘာပဲလဲမ
မစ္စရိယမုံလေးစားတတ်တဲ့အရွယ်ကြရင်မြည်လေးဖိုးဖိုးတို့ဖွားဖွားတို့မုံလေးနည်းနည်းပေးဆိုသူစားနေတဲ့မုံပေးဘူးဆိုတာအဲ့ဒါဘာပဲလေမစ္စရိယနောက်ဆုံး तू တိတ်ချစ်တဲ့သူကြတော့ तू နေတော့စဉ်းစားတယ်စဉ်းစားပြီးတော့မှတေးသေးလေးဖဲ့ပြီးပေးတယ်အဲ့ဒါလည်းဘာပဲလေတရားလေးဒီမစ္စရိယဖြစ်နေတဲ့မစ္စရိယလို့တော့နာမည်မတက်ပေမဲ့အဲ့ဒီလိုသဘောကတင်းစရာလို့လားဘဝအဆက်ဆက်ဟလားဒါပါလာခဲ့ပြီးသားလှူတာတွေဘာတွေကြရင်သင်ပေးနေရသေးတယ်ဒါကြောင့်မစ္စရိယဆိုတာနှစ်မျိုးတွန့်တိုတယ်အဲ့ဒီမစ္စရိယရှိနေရင်ဒါနဆိုတာမပြုတ်နိုင်တော့နော်ဒါကြောင့်ဒါနရဲ့စန့်ကျင်ဘက်ဒီမစ္စရိယလည်းပါတာပဲဟုတ်ပြီနော်ဒါကြောင့်နောက်တစ်ခါအိတ်တာကြတော့ကိုယ့်ထက်တာပြီးတော့မနာလိုတာဒါဒီသဘောလေးသိရမယ်အဲ့တော့ကုတ်ကုတ်ဆကြတော့ definition ကကြက်ရလိမ့်မယ်ကုတ်ကုတ်ဆကိုကြက်တဲ့အခါကျနှစ်ချက်ပါလို့ဒါကြောင့်ဒီနေ့ဒီစောက်ကိုကင်ပေးတာနော်ကုတ်ကုတ်ဆဆိုဒီမှာပြုတ်ပြီးတော့ဒုစရိုက်ပြုတ်ပြီးတော့ဒုစရိုက်ဆိုတာဒုဆိုတာမကောင်းတာဇရိုက်ဆိုတာအကျင့်ပြုတ်ပြီးတဲ့မကောင်းတဲ့အကျင့်တွေဆိုကိုမကောင်းတာတွေလုပ်ပြီးမှနောက်တစ်ချက်မပြုတ်လို့ရသေးတော့သူ့ဇရိုက်ကောင်းတာတွေလှုပ်သိလှုပ်ထိုက်တာတွေမလှုပ်ရသေးတဲ့အခါကြရင်တဲ့နှစ်ချက်ပါတယ်ပြုတ်ပြီးတဲ့ဒုစရိုက်ညာအပေါ်မှာလဲငါမကောင်းတာတွေလုံးမိလေချင်းဆိုပြီးတော့နောင်တတဖန်နောင်မတတဖန်နောင်မတပြီးတော့မှပူပန်တဲ့သဘောကိုလေကုတ်ကုတ်ဆဒါတစ်ချက်မပြုတ်လို့ရသေးတဲ့သူ့ဇရိုက်တွေပေါ်မှာလဲနောင်တတဖန်ပူပန်ခြင်းနှစ်ချက်ကြရမယ်နော်ကုတ်ကုတ်ဆဆိုသည်မှာပြုပြီးသောဒုစရိုက်မပြုလိုက်ရသေးသောသူစရိုက်များအပေါ်၌နောင်တတဖန်ပူပန်ခြင်းသဘောဒါကြောင့်လှုပ်သိလှုပ်ထိုက်တာတွေကိုမလှုပ်မိရင်လေလှုပ်သိလှုပ်ထိုက်တာကိုမလှုပ်မိရင်လေနောင်တရတတ်တယ်မလှုပ်သိမလှုပ်ထိုက်တာတွေကိုလုံးမိသွားရင်လေနောင်တရတတ်တယ်ဒီတဘာဝကိုသတိထားရလိမ့်မယ်ဟုတ်ပြီနော်ဒါကြောင့်ကျမတို့ငယ်တဲ့အချိန်မှာပညာရှာရမယ့်အချိန်မှာပညာမရှာမိရင်လေနောင်ကြရင်နောင်တဆိုတာလာတာပဲစီးပွားရှာရမယ့်အချိန်မှာစီးပွားမရှာမိဘူးတရားရှာရမယ့်အချိန်မှာတရားမရှာမိဘူးစသည်ဖြင့်ဆိုရင်အဲ့ဒါဒီနောင်မတတဲ့နောင်တတယ်နောက်တစ်ခါမလှုပ်သင့်တာတွေကိုလုံးမိသွားရင်လေနောင်တဆိုတာလာတတ်တယ်ဒါကြောင့်ဒေါသကစ၍ကုတ်ကုတ်ဆနဲ့ဆုံးတာသည်ဒေါသကောင်းဆောင်သောစေတသိက်၄ပါးဒါတောစုကိုမှတ်ထားမယ်ဟုတ်ပြီနော်ပြီးရင်ဌိနာနဲ့မိဋ္ဌဌိနာဆိုတာစိတ်တို့ရဲ့ထိုင်းခြင်းသဘောထိုင်းတယ်ဆိုတဲ့သဘောကဘာလဲဆိုလေးတာကိုဆိုလို့လေးတာကိုအယောင်ထိုင်းတယ်လို့ပြောရင်အယောင်ထိုင်းတယ်လို့ကျမတို့မပြောဘူးလားဒီနေ့ကွယ်ဈေးရောင်းရတာအယောင်ထိုင်းလိုက်တာလို့ပြောရင်ဘာပြောတာအယောင်မတွက်ဘူးအယောင်မတွက်ဘူးလို့ပြောချင်တယ်ထိုင်းတယ်ဆိုတာလေးနေတာမတွက်ဘူးเนาะတခုထွက်ရောင်းလိုက်အကြာကြီးနေလိုက်ဝဲသူမလာပြန်ဘူးဒီနေ့အယောင်ထိုင်းလိုက်တာအယောင်လေးတာကိုဆိုလို့တယ်နောက်တစ်ခါကျမတို့ယာတိဥဒုကလည်းဟလာစိုးထိုင်းထိုင်းနဲ့ပြောတာတွေရောမရှိဘူးလားစိုးထိုင်းထိုင်းနဲ့ဆိုရတာလည်းမတွက်နေဘူးပေါ့မပေါ့ပါနေတာပြောတယ်သူကလည်းနားထိုင်းလိုက်တာလို့ပြောရင်ရောနားလေထိုင်းခြင်းဒီလေးခြင်းဒီမပေါ့ခြင်းပဲပေါ့လေးခြင်းဒီဘယ်နဲ့မှိုင်းခြင်းအဖြစ်မယ်လေးခြင်းဒီမပေါ့ပါနဲ့မပေါ့တာကိုမပေါ့ပါတာကိုထိုင်းနေလို့သုံးတယ်နားလေတာလေးနေတာကိုလည်းထိုင်းနေဒါကြောင့်နားထိုင်းနေဆိုတာနားလေးတာကိုပြောတာနော်ဒါကြောင့်အယောင်ထိုင်းနေဆိုတာအယောင်မတွက်ဘူးလေးနေတာကိုဆိုလို့တယ်ဒါကြောင့်စိတ်တွေရဲ့ထိုင်းနေတယ်ဆိုစိတ်တွေကအာယုံကိုစိတ်ဆိုတာအာယုံကိုရအောင်ယူပြီးတော့တိတတ်တဲ့သဘောမှာပုံမှန်စိတ်ဆိုလို့ရှိရင်စိတ်ကိုဘာလို့တောင်ပြောလဲဆိုမြောက်နေတူတယ်လို့တောင်ပြောတယ်အာယုံမှန်သမျှမလွတ်တမ်းသူကအကုန်လျှောက်ယူတာအဲ့ဒီကြတော့ဌိနာဆိုတဲ့သဘောလေးချက်လဲလိုက်အဲ့ဒီအာယုံကိုယူတတ်တဲ့စိတ်ဒီမယူနိုင်တော့ကြည်စရာလဲသူကကြည်စရာအာယုံကိုလဲသူကမယူနိုင်ဘူးကြားစရာအာယုံတွေလဲသူကမယူနိုင်ဘူးရှူစရာစားစရာလည်းမယူနိုင်တော့အဲ့ဒီချိန်မှာစိတ်ကအာယုံကိုမယူနိုင်မဲနဲ့စိတ်ကြီးကလေးနေတယ်ကျမတို့ရက်ထဲမှာပြောတယ်လေစိတ်ကြီးလေးလိုက်တာဆိုပြောနေတာအဲ့ဒါဘာလဲစိတ်ကထိုင်းနေတယ်ဘာကြောင့်လဲစိတ်ထိုင်းခြင်းသည်ဌိနာချဲလေသွားလို့စိတ်ကပေါ့ပါမရှိခုဓမ္မမိတ်ဆွေတို့စိတ်ကထိုင်းလားမထိုင်းဘူးပြောနေတာလေဟလာနားထောင်နေစဉ်းလဲလိုက်စဉ်းစားနေတယ်ကြားကလည်းကြားနေတယ်ကြည်ကလည်းကြည်နေတယ်စိတ်ကမထိုင်းဘူးတကယ်မှစိတ်ကထိုင်းလာပြီဆိုကြည်တော့ကြည်တယ်မမြင်တော့ဟုတ်တယ်လားနားတော့ထောင်းနေတယ်မကြားတော့အဲ့ဒီမှာစိတ်လေးရင်စိတ်ကမိရရုပ်ကလည်းလေးလာတော့ကမ္ဘာအလေးဆုံးသောအရာကြီးကိုထမ်းထားရတယ်လို့မျက်ခွန်ကြီးကလည်းလေးပြီးစင်းလာအဲ့ဒါစိတ်ထိုင်းရင်
စိတ်ရုပ်ကြီးပါလိုက်တာအဲ့ဒါစိတ်တစားရုပ်ပဲမျက်စိကလည်းစင်းလာတယ်စိတ်ထိုင်းနေစိတ်ထိုင်းရင်တဲ့ထိုင်းတယ်ဆိုတာလေးလာတဲ့သဘောလေးလာတာဒီမပေါ့လားနော်အဲ့ဒီအချိန်မှာဘာလုပ်နေဆိုငြိမ်ငြိမ်ပဲနေခြင်းတယ်ဟုတ်လားဖြစ်နိုင်ရင်ဘာမှလည်းမကြည့်ကျင်တော့ဘာမှလည်းနားမထောင်ကျင်တော့ဘာမှလည်းမသိကျင်တော့တခုပဲလုပ်ချင်တာအဲ့ဒါဟုတ်တယ်လားထိုင်းလာတယ်နောက်တစ်ခါမှိုင်းနေဆိုတာမိတ်ကြကြတော့မှိုင်းတာဘာတွေမှိုင်းလဲဆိုစေတသိက်တွေမှိုင်းလာတာစိတ်တွေထိုင်းတာကထိနာစေတသိက်တို့ရဲ့မှိုင်းလာတာကမှိုင်းနေဆိုတာမကြည်လင်တာကိုပြောတာမကြည်လင်ဘူးရာသီဥတုကလည်းမှိုင်းလိုက်တာလို့ပြောရင်ဘာပြောတာမကြည်အုံမှိုင်းမှိုင်းနေဆိုရင်ကြည့်ရတာလင်းလင်းချာချာမရှိဘူးမှိုင်းမှိုင်းမှုံမှုံဖြစ်နေမှိုင်းရင်မှုံလာတာပဲအဲ့တော့စိတ်ကလည်းထိုင်းသူနဲ့တွဲမဲ့စေတသိက်တွေကိုလည်းမှိုင်းအောင်လဲလုပ်တော့ထိုင်းပြီးတော့ထိုင်းတော့လေးမှိုင်းတော့မကြည်တော့မမြင်တော့မိတ်ရကနေအိတ်ဒါဆိုအိတ်ချင်လာတယ်ငိုက်ကြီးလာတယ်လေးလံလာတဲ့သဘောဆိုရင်ထိနာမိတ်တာစေတသိက်ဒါကြောင့်ထိနာနဲ့မိတ်တာဒီဘတော်မှမခွဲဘူးအင်မတန်ချစ်တဲ့ဟလာကိုတော်ကြီးနှစ်ပါးလို့မှတ်တယ်ကျမတို့ကသူအဲ့ထိနာမိတ်တာကိုတော်ကြီးနှစ်ပါးသိစမ်းတယ်ကောင်းတဲ့ဟလာမကောင်းတာတွေလုပ်ရင်ဘတော်မှမကြွအောင်နော်မကောင်းတာတွေလုပ်နေဘတော်မှမကြွရုပ်ရှင်ကြည့်ရမလားညာလုံးတော့ကိုတော်ကြီးနှစ်ပါးမကြွအောင်ဟိုကာတောင်းမလားဝတ္ထုစာအုပ်ဖတ်မလားမကြွနော်စတေးရှိုးသွားကြည့်ရမလားစားပွဲတောက်ပွဲသွားရမလားပျော်ပွဲရွှင်ပွဲသွားကိုတော်ကြီးနှစ်ပါးတစ်ခါမှမလားမအိတ်ချင်မငိုင်ဘူးအဘိဓမ္မာစာအုပ်ကလေးကြိုင်လိုက်ပြီဆိုရင်ဟုတ်တယ်လားကိုတော်ကြီးနှစ်ပါးကြွပြီဟုတ်တယ်လားတရားခွေလေးနာရင်လေကြွတာပဲဟုတ်တယ်လားဓမ္မမိတ်ဆွေများဒါကြောင့်ထိနာမိတ်တာကိုတော်ကြီးနှစ်ပါးကြွလာရင်တဲ့ကိုတော်ကြီးနှစ်ပါးနော်မင်းကြီးမင်းလေးမဟုတ်ဘူးနော်အဲ့ဒါကိုတော်ကြီးနှစ်ပါးကြွလာရင်ကျမတို့ကဘာတွေနဲ့အခန့်လဲဆိုခေါင်းနေဆောင်နေနဲ့ကောင်းအခန့်အဲ့ဒါကျမတို့စာကျက်နေရင်လည်းငိုက်လာပြီဆိုရင်ကျမတို့ကထိနာမိတ်တာကိုတော်ကြီးကိုမတွန်းလန့်ဘူးကျမတို့ကချက်ချင်းနောက်တိမှပဲကြက်မယ်ငါဒီလောက်အေးပြက်လို့ကိုမဖြစ်ဘူးစဉ်းစားကြည့်ခုနကရုပ်ရှင်ကြည့်တော့မကြွအောင်နော်ဒါဒီလိုမျိုးချိန်ဆိုကြွလားမကြွတရားပွဲသွားရင်ကြွပြီဟုတ်တယ်လားကျမတို့ဆိုဆရာတော်ကြီးတရားကိုဖွင့်လိုက်တာနဲ့စအိပ်ပြောတော့တာပဲဟုတ်တယ်လားအရင်တော့ဆိုကျမရဲ့တိတ်လည်းမကောင်းပထမတစ်ခါဖြစ်ဖူးထားတော့အဲ့ဒီအချိန်ဆိုမအိပ်ရင်ဘာဆိုအိတ်ဆေးတောက်ရတယ်အိတ်ဆေးတောက်မှတောက်တော့အိတ်ဆေးကလည်းမနာဘူးနောက်ပိုင်းကျတော့နည်းနည်းအိတ်ဆေးကိုလွှတ်ပြီးတော့ဘာလုပ်လဲဆိုရင်တရားခွေနာတာဟုတ်တယ်တရားလေးနာတော့တကယ်တော့မအိပ်ဘူးပထမပိုင်းကတရားနာတယ်မအိပ်ဘူးမအိပ်ရင်အဆက်နာတစ်ခါလေးမိုးလင်းသွားအောင်နာတော့ကောင်းတာပေါ့ကုသိုလ်တွေရနောက်ပိုင်းကျတော့အချိန်ကတော်တော်တက်လာတရားနာတယ်တပုတ်လောက်တဝက်လောက်ရောက်ရင်အိပ်ပျော်သွားပြီအဲ့တော့ကျမတို့အရင်တော့ကတော့ဟလာကျမတို့ MP4 လို့ဘာလို့ဟာရှိနေတော့ဖွင့်ထားတာပဲကျမခေါင်းရင်းမှာဆရာတော်ကဟောတယ်ပါကျုပ်ဆရာတော်ကြီးပြင့်ထားဆရာတော်ကဟောတရေနိုးလာရင်အရင်တော့ပြန်မအိပ်တော့နိုးလာရင်နားလိုက်အိပ်ပျော်သွားလိုက်နောက်ပိုင်းဘယ်လောက်ထိအချိန်ကတက်လာပြီလဲဆိုဆရာတော်ကစပြီးတော့ဖျားလဲရှိခိုးကအဲ့ဒါမိုးလေးမှနိုးရဲဆိုအဲ့ဒါကျမတို့ဗာလဲဆိုတရားနဲ့ပြောတယ်ဆုံးလို့နေတာကျမတို့နဲ့တရားနဲ့ရမတည့်ဘူးကိုတော်ကြီးနှစ်ပါးအဲ့ဒီအချိန်တိုင်းကြွလာပြီလေကောင်းတာလုပ်ရင် तू ကကြွတယ်မကောင်းတာကြားလို့ရှိရင် तू ကမလာဘူး तू ကသဘောတွေကြားတောင်းတထောင်မှာတော့ तू စောင့်နေနော်ကောင်းတာဘယ်တော့လုပ်ပဲဆိုတော့ထိနာမိတ်တာဆိုအိတ်ချင်ငိုင်မြည်တဲ့သဘောပဲဟုတ်ပြီနော်ဒါကြောင့်ကျမတို့ကအိတ်ချင်ငိုင်မြည်တဲ့ဟာကိုကျမတို့ကကောင်းတာလုပ်တိုင်းအိတ်ငိုက်တဲ့သဘာဝကရှိတယ်မလားအဲ့တော့ကျမတို့ကငယ်တော့ကကျမတို့၄တန်းအောင်ပြီးလောက်တဲ့အချိန်ငယ်ငယ်လေးပဲရှိသေးတယ်မေမေတို့ကကျောင်းပိတ်ပြီဆိုလို့ရှိရင်ရိတ်တာပို့တယ်တမီးရိတ်တာသွားအဲ့ဒါစာမေးစာကျက်ရင်အရန်ကောင်းတာပထမရတာဆိုခလေးတွေဆိုတော့နောက်တစ်ခုကလည်းတခြားလည်းဆွဲတာပေါ့အဲ့တော့မာစီဆရာတော်ကြီးရှိသေးတယ်အဲ့တော့မာစီသာသနာရိတ်တာဝင်သွားတဲ့အခါခလေးတွေဆိုတော့လေယာတီကျောင်းပိတ်ဆိုတော့ဟလာကျမတို့သတင်းကျွတ်ကျောင်းပိတ်ဆိုတော့သွားကြဆိုရွယ်တူလေးတွေပါရှိနေအရှိဆုံးမှထိုင်ရတယ်မနဲ့ဆိုရင်3နာရီခွဲထစိတ်သိညက်တာမထခြင်းကျမတို့ကလေးတွေတအုပ်စုအဲ့ဒါဆိုတကားနှိုးဟိုက
ကျေးစီတီးလည်းမနိုးအဆောင်မှုကလာခောက်တယ်ကောက်ကလေးတို့ထားကြဆိုဟုတ်ကဲ့ဆိုထပြီးလေအဲ့ချီမူသူနဲ့သွားပြီဆိုရင်အဲ့ဒီဖန်ရင်ဓမ္မယုံကြီးမှာဟိုးအနောက်ဆုံးတိုင်ကိုလိုက်ရှာတာတိုင်ကိုရှာပြီးတော့တိုင်ကိုမှီပြီးတော့မနေ့ပိုင်းငိုက်ကြတာပေါ့နေ့လေကြတဲ့အခါကျတော့ကျမတို့ရှေ့ဆုံးမှာထိုင်ရတယ်အဲ့တော့ဆရာတော်ဥတ္တဝရဆိုတာရှိသေးတယ်ဆရာတော်အရှိဆုံးကနေတရားဟောပြီးဆိုကျမတို့ကနေ့လေဒီအချိန်ကအိတ်ငိုက်တဲ့အချိန်လေမနေ့ကလည်းစောကြီးထားရတယ်နောက်ပြီးတရားကလည်းထိုင်ရတယ်ဟုတ်တယ်လားပြီးရင်နေ့လေကလည်းအိတ်ခွင်းရှိမစီမှာအိတ်ခွင်းမရှိဘူးအဲ့တော့နေ့လေကြတော့ကျမတို့ကကောင်းငိုက်တာပထမတစ်ချိန်တတိုင်းတိုင်းနဲ့ပဲနှစ်ဖူးနဲ့ကိုစောက်တာဒီလိုရှေ့ကိုစိုက်လိုက်နောက်ကိုပလက်လိုက်ကလေးတွေတပျော်ကြီးပဲကိုလည်းခိုက်သူလည်းငိုက်ပဲအဲ့ဒီအချိန်မှာဆရာတော်တရားဟောတော့လေတရားဟောတော့ဆရာတော်ဟောတဲ့တရားလဲတိတ်ပဲနားလဲမလဲငယ်သေးတာ哦အဲ့တော့ဆရာတော်ကတရားဟောတော့ကျမတို့တွေအုပ်စုတွေငိုက်ကြတော့အဲ့ဒါဆရာတော်ကြီးကကဲခလေးတွေကိုအကြောင်းပြုပြီးတော့ယောဂီလည်းရောငိုက်တာရှိပါတယ်နော်လူကြီးတွေလည်းငိုက်နေတော့ကဲခလေးတို့ရဲ့အိတ်ငိုက်ပြောင်ပြီးတင်ပေးမယ်တဲ့ယူမလားတဲ့ဂါထာလေးဆိုတော့ကျမတို့အဲ့ဒီထက်တင်တာမှတ်မိတယ်နံပါတ်1ဒါအဲ့လောက်ခလေးတို့တဲ့အိတ်ငိုက်ပြီးဆိုရင်နံပါတ်1တင်ညာပြောင်းပေးဆိုကြပြာလေးရွတ်ပေးတယ်တင်ညာပြောင်းပေးစာကြံတွေးရွတ်ရေနာဆွဲပြေမျက်နာတစ်ပြန်အလင်းကြံဇင်းကြံလျှောက်ပါလေခုနှစ်ချက်ရှိတယ်ကြွယ်တယ်သူရှင်းပြတာတရားပွဲမှာနံပါတ်1ကကျမတို့ကမဟာစီဆိုတော့ဖောင်းနေပိန်းနေဖောင်းနေပိန်းနေမှတ်လို့အိမ်ငတ်ရင်းနဲ့ထိုင်နေထိတယ်ပြောင်းမှတ်တဲ့အဲ့ဒါတင်ညာပြောင်းပြီးထိုင်နေထိတယ်မှတ်လို့တခါအိမ်ငတ်ရင်းတခါဖောင်းနေပိန်းနေတခါမှတ်စသည်ဖြင့်တင်ညာပြောင်းပြီးအဲ့ဒါဆိုရင်အိမ်ငတ်ပြောက်တယ်အဲ့ဒါတော့မှအိမ်ငတ်မပြောက်ရင်ကလေးတို့ကြက်ထားတဲ့ရထားတဲ့စာတွေမရှိဘူးလားအဲ့ဒါကိုစိတ်နဲ့နော်တဲ့ကြံပြီးတွေးနေတဲ့စာကြံတွေးအဲ့ဒါဆိုရင်ဟလာကြံတွေးတယ်ဆိုတော့ကျမတို့ဖေနားလေမလဲကျမတို့ဗာလဲဝိတက်ပေါ့အဲ့လိုတွေးလိုက်လို့ရှိရင်အိမ်ငိုက်ပြောက်မယ်ဆိုစာကြံတွေးဆိုတော့စာကြံမတွေးခြင်းကျမတို့နည်းနည်းကြီးလာတော့ဒါလှုပ်တက်သွားပြီနောက်တော့လုံနီးပြောမယ်နော်စာကြံတွေးဆိုတော့အဲ့လိုစာကြံတွေးရင်ပျောက်သွားမယ်တဲ့အဲ့ဒီလိုစာကြံတွေးတာတော့မှအိမ်ငိုက်ကမပျောက်ဘူးဆိုရင်ရွတ်ရေးတဲ့အတန်ထွက်ပြီးတော့ရွတ်လိုက်တဲ့အော်ပြီးရွတ်လိုက်တဲ့အဲ့ဒါဆိုအိမ်ငိုက်ကပျောက်မယ်တင်ညာပြောင်းပြီးစာကြံတွေးရွတ်ရေးအဲ့ဒီလိုအတန်ထွက်ပြီးတော့အတန်ထွက်ဆိုတော့ယောဂီတွေတရားထိုင်နေလေအောက်တိုင်းထမအော်နဲ့ပေါ့ကိုကြားလောက်အောင်အော်တဲ့အဲ့ဒီကြိုးကြိုးလေးရွတ်လိုက်အဲ့ဒီလိုရွတ်တာတော့မှအိမ်ငိုက်မပြောက်သေးနားဆွဲပြေးတဲ့ကိုနှစ်ရွက်ကိုဆွဲလိမ်လိုက်တဲ့ဆိုတော့နာကြီးဆွဲလိမ်ပြစ်တော့တဲ့အဲ့ဒါဆိုရင်အိမ်ငိုက်ပြောက်မယ်တဲ့အဲ့ဒါတော့မှတင်ညာပြောင်းပြီးစာကြံတွေရွတ်ရေးနာဆွဲပြေးအဲ့ဒီဒါမှအိမ်ငိုက်မပြောက်ဘူးဆိုရင်မဖြစ်တော့ဘူးတဲ့ထပါတဲ့ထပြီးတော့မျက်နာသွားတစ်ချီတဲ့မျက်နာတစ်ပြန်မျက်နာတစ်တဲ့မျက်နာတစ်ပြီးလို့ရှိရင်ပြန်လာထိုင်တဲ့မျက်နာတစ်တာတော့မှအိမ်ငိုက်ကမပြောက်သေးဘူးဆိုအလင်းရောင်နေထိုင်တွေးကြည့်တဲ့ဟလာမီးရောင်ကဘလို့လေးနဲ့စိတ်နဲ့ဟလာပြီးရင်လာကျဲရောင်ကဘလို့လရောင်ကဘလို့အလင်းရောင်နေရောင်ကဘလို့အလင်းရောင်နေလျှောက်တွေးကြည့်စဉ်းစားကြည့်တဲ့ညဘက်မှာအိတ်တဲ့အချိန်မှာမီးမိတ်ထားမှအိတ်ပြောတယ်မဟုတ်ဘူးလားတဲ့အလင်းရောင်မှာအိတ်လို့မှမရဒါကြောင့်အလင်းရောင်နေလျှောက်တွေးတဲ့အဲ့ဒါဆိုမျက်စိကျဲလာတတ်တယ်တဲ့မျက်နှာတစ်ပြန်အလင်းကျဲရင်တော့မှကြံတွေးရင်တော့မှမရသေးဘူးဆိုရင်ထပြီးတော့ဈဉ္ဉံလျှောက်ပလိုက်တော့တဲ့ဒါကြောင့်တင်ညာပြောင်းပေးစာကြံတွေးယူရည်နာဆွဲပြေမျက်နာတစ်ပြန်အလင်းကြံဈဉ္ဉံလျှောက်ပါလေအဲ့ဒါဆိုရင်အဲ့ဒီဌိနမိတ်ဟလာအိတ်ချင်ငံမိတာပျောက်သွားလိမ့်မယ်တဲ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒါလေးကကျမတို့ကငငယ်ကတင်လာတော့တိလာတော့နောက်ပိုင်းကြီးလာတော့လေနောက်ပိုင်းရိတ်တာဝေကျမတို့ခါလေးကြပြင်းတယ်လေတရားမမှတ်ချင်စိတ်တွေကပြက်နေမရှိဘူးလားအဲ့တော့နာယီကြည့်လဲမရော့နိုင်မျက်စိဖွင့်ကြည့်အဲ့တော့အရင်တော့ရိတ်တာဝင်ကန်စားမပျော်သေးဘူးလေရိတ်တာစာတင်တာလေဒီဘာလို့ဝင်မှန်းလဲမသိပဲနဲ့ဟိုမိဘခိုင်းလို့ဝင်နေတာလေအဲ့ဒါကြောင့်နာယီကြည့်လိုက်လေတနာယီကတော်တော်ကြားတာအဲ့တော့ဆရာတော်ပြောတာအိတ်ကလည်းအိတ်ငိုက်တယ်စာကြံတွေးဆိုတော်တော်ကြီးလာပြီလေစာကြံတွေးဆိုတော့အမေတနာယီသူများကြည့်လိုက်တော့ငိမ့်နေအောင်ထိုင်တာမှတ်လားအဲ့တော့ကိုလည်းဘယ်ရမထိုင်ချင်တာပေါ့ကိုကလှုပ်စီဟိုလှုပ်ဒီလှုပ်စိတ်ကပြန့်ရင်ပြန့်မပြန့်ရင်ငါအဲ့တော့ဘာလုပ်လဲတရနာကြီးငါလည်းထိုင်မယ်ဆိုစာကြံတွေးဆိုတာတတိယတော့ကိုဖတ်တဲ့ဝိထုစာအုပ်တစ်စက်လုံးအစနေစပြီးစဉ်းစားလိုက်တာ
ဟုတ်တယ်လားစဉ်းလဲစဉ်းစားလိုက်တော့အိမ်မငိုက်တော့ပဲနဲ့ဇံဝင်တာဟိုကနာယီကကိုကမပြီးသေးဟိုကနာယီတီးသွားတယ်ဟောအဲ့ဒီနီးဆိုရောဟုတ်လားဒါမဟုတ်ဘူးအိမ်ငယ်ပြေအောင်လုပ်ရမှာကျမတို့ကအဲ့လိုဖြစ်တော့တချို့ကဘာပြောလဲဆိုတချို့ကျမတို့ရွယ်သူတွေဆိုရင်တချို့ကိုရီးယားဇလန်တွေစဉ်းစားပလိုက်တယ်ဟောတရားမှတ်လို့မရအောင်ဆိုအာယုံကဘာဖြစ်လဲလွတ်ထွက်သွားပြီပေါ့အဲ့ဒီဟာနေပြီးတော့နောက်ပိုင်းကျတော့တည်သွားတော့ဒါမလုပ်တော့ဒါပေမဲ့ဝတ်ဆိုတာလေတတ်တဲ့သဘောရှိတယ်နော်ကျမတို့1980နဲ့ကိုပြီးသွား90လောက်မှာကျမတို့ရှမ်းပြည်တောင်ပိုင်းပင်လုံကိုသွားတယ်စာသွားတင်ရအဲ့တော့ငယ်ငယ်လေးပဲရှိသေးတယ်ဆရာမဖြစ်ခါစား10နှစ်လောက်ဆိုတော့အသက်ဟိုလောက်တော့ရှိပြီပေါ့30ဝန်းကျင်လောက်ရှိနေပြီအဲ့ဒါနဲ့စာသွားတင်တဲ့အခါကျတော့သူတို့ကမနဲ့စောစောတခါတင်ညမိုးချုပ်မှတင်ဆိုအဲ့ဒီမှာပင်လုံဒေသအဲ့ဒီမှာအညိုရောင်နေပြီလောင်းကစားတွေ36ကောင်းတို့ဟလာဂုံကင်းတို့အများကြီးပဲအဲ့ဒီကလေးတွေကလည်းချဲတွေပါတွေရောင်းရတယ်အဲ့တင်တန်းလာတက်တဲ့ထဲမှာရှမ်းတရုတ်မလေးတယောက်ပါတယ်အဲခေါင်းနဲ့နော်သူတော်ကြီးနေပြီတနိုင်ငံသားတွေပါတွေရောင်းအဲ့ဒီအဲခေါင်းဆိုတဲ့ကလေးကပါလာအဲ့ကလေးလေးကတနေ့လုံးအဲ့လိုချဲတို့ဘာတို့အခုလိုမျိုးတွေရောင်းပြီးတော့ညနေကျမတို့တင်တန်း6နာရီလောက်မှစတာဆို6နာရီလောက်ကြာလာပြီးဆိုအရှိဆုံးတန်းမှာသူထိုင်တယ်ထိုင်ပြီးလို့ရှိရင်ကျမတို့ကဖေယားရှင်တော်မပွင့်ပေါ်လင်းဆိုတဲ့အဲ့မှာမှောက်အိပ်ပျော်သွားတာဘယ်တော့မှဗုဒ္ဓမြတ်စွာကြမှာနှိုးတယ်အဲ့ဒီလိုအဲ့ဒါသူတအားပင်မန်းတာအဲ့တော့နောက်ပိုင်းကျတော့အဲ့ဒီကနေပြီးသူနည်းနည်းကျမတို့လည်းမပြောအဲ့ဒီကနေပြီးတော့နောက်ပိုင်းကျတော့ तू ကစာသင်ရပြီးဓမ္မသင်တာရှမ်းပြည်မှာ3နှစ်သွားတယ်အဲ့တော့သင်တဲ့အခါကျတော့နောက်ဆုံးကျတော့ तू အာနာလာတဲ့အခါဆရာမသူခွင့်တောင်းတယ်ခွင့်တိုင်တယ်နောက်ပြီးတဲ့ခါကျကျွန်မအဲ့ကြပြလေးရွတ်ပြတင်ညာပြောင်းပေးစာကြံတွေတမိအဲ့ဒါဆိုပျောက်တယ်အတန်းထဲမှာသူ့ကိုစောင်းစောင်းပြောရင်းနဲ့ဆိုသူကအဲ့ဒါကြာသူမှတ်ထားပြီးတော့စာတင်နေနဲ့ဆရာမဆိုသူထွက်သွားရေချိုအဲ့ရတောက်ရီအိုးတွေကရေနဲ့ဘွမ်သူတစ်ပြီးသူပြက်လာထိုင်ပြီးဆရာမဟာသူတောကုန်နေအဲ့ဒါတော့မှသူဘာလုပ်တယ်ထိနာမိတ်တာကိုတော်ကိုသူနှင်ရတာရေတိုးအဲ့ဒီလိုမျိုးလည်းမရှိဘူးလားဆိုလိုတာထိနာမိတ်တာဆိုတာကောင်းတာလုပ်တယ်သူတနေ့လုံးသူရောင်းဝယ်နေတဲ့ချိန်အိမ်မငိုင်ဘူးဒီမှာဖျားရှင်တော်ဓာတ်လည်းတွေ့ရောအိပ်ပျော်သွားတော့လားဟုတ်လားအဘိဓမ္မာဓာတ်ဆိုသူနှစ်ချိုက်ဖြစ်လာမဖြစ်ဘူးလားအဲ့တော့ဆိုလိုတာထိနာမိတ်တာဆိုတာစိတ်တို့ရဲ့ထိုင်းရင်အာယုန်တွေကိုတွတ်မယူနိုင်တော့လေးသွားတယ်ပြီးရင်စေတသိက်တွေကလည်းသူနဲ့တွဲနေတဲ့စေတသိက်ကိုလည်းမှိုင်းစေတဲ့အတွက်မကြည်လင်တော့လေးမကြည်တဲ့နောက်တော့အိတ်ချင်းငိုင်မြည်တဲ့သဘောစိတ်တွေပြန့်လွင့်လာကြရင်ပြင်းရတာလို့မေးရင်ဥဒိစ္စဟုတ်လားပြည့်နေဘာကြည့်လဲဘာလို့မှလည်းမလုပ်ချင်ဘူးဟုတ်တယ်လားစိတ်တွေပြန့်လွင့်နေအဲ့ဒါဘာလဲဥဒိစ္စထိုင်းမိုင်းလေးလက်အိတ်ချေငိုက်ကြီးဆိုရင်ထိနာမေတ္တာပြင်းရနေတယ်ဆိုရင်ဥဒိစ္စဒါတွေသိနေရပြန့်လွင့်နေတဲ့သဘောဘာအလကားပြောနေတာမဟုတ်အဲ့ဒါဆံမွေးမေးခွန်းလေးတွေလာတတ်တာကိုသိရတယ်နောက်တစ်ခါကျမတို့ဒါကြောင့်ဒီနေရာမှာအောက်မှာရေးထားတယ်ထိနာမှာစိတ်မလန်းပဲခတ်ထိုင်းတိုင်းဖြစ်ခြင်းသဘောမိတ္တကြရင်အိတ်ချင်မူသူဖြစ်နေတဲ့အခါမှာမိတ္တကြတော့ရှင်ဘက်စေတသိက်တွေမလန်းပဲမှိုင်းတိုင်းဖြစ်နေခြင်းသဘောအိတ်ချင်မူသူဖြစ်နေတဲ့အခါမှာထိနာမိတ္တစေတသိက်2ပါးထင်ရှားတယ်ဝိသိကိစ္စကြတော့ယေရနာ3ပါးအဲ့မှာဝီစီလို့ဖတ်တတ်တယ်စလုံးမအောင်ကြည့်လုံးကြီးတင်ကြီးတဲ့စံခက်တစ်ခုမှမပေါဝါလုံးတင်ကလည်းဝိစာလုံးတင်ကလည်းစိကိတ်ကလည်းရေးတဲ့အခါမှာကာကြီးလုံးတင်ကလည်းကိပြီးတော့မှကိစ္စဆိုတော့စာလုံးနဲ့စလိမ့်စင်ထားတာဟုတ်တယ်လားအဲ့ဒါဆိုရင် तू ကယုံအဓိကမင်းကိုပြောပါဆိုယုံမှားနေတယ်တန်တရားတွေဖြစ်နေဟုတ်ပါမလားလို့ဒိုလောဖြစ်နေတာဘယ်ပေါ်မှာလဲငါးဌာနပေါ်မှာယေရနာ3ပါးလို့ရေးထားတာကိုဖော်လိုက်ရင်ဖယားတရားတန်က3ဌာနပြီးရင်ကံဆိုတဲ့နေရာမှာကုသိုလ်ကံလည်းပါမယ်အကုသိုလ်ကံလည်းပါမယ်4ဌာနပြီးရင်ကံရဲ့အကျိုးဆိုတော့ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးမကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးဆိုတဲ့အကျိုးပေါ်မှာလည်းယုံမှားတန်တရားဖြစ်တယ်အဲ့ဒီပေါ်မှာဖယားနဲ့ပတ်သက်တာတွေကြားရရင်လည်းဟုတ်ပါမလားဖယားရဲ့တရားတော်တွေနဲ့တွေ့ရင်လည်းဟုတ်ပါမလားတန်ဃာတော်ရှင်သူမြတ်တွေပြောတာဆိုတာဆိုလဲရှင်လေတန်ဃာတော်ရှင်သူမြတ်တွေဘော်မှာလဲ
ဟုတ်ပါမလားကုသိုလ်လုပ်တယ်ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးပြောတယ်တချို့ကောင်းတာလုပ်ရနဲ့မကောင်းကျိုးတွေလာနေတယ်တချို့ကြတော့မကောင်းတာလုပ်ပြီးတော့ကောင်းကျိုးလာနေတာလည်းရှိတယ်ဆိုတော့ဟုတ်ပါမလားဆိုတော့ဒိုလောတန်တရားဖြစ်တာဒီဝိသိကိစ္စသဘောပေါက်ရမယ်ဒါဆိုရင်အဲ့ဒီစေတသိက်အုပ်စု14ပါးလုံးဒီသူ့အုပ်စုနဲ့သူရှိကြတဲ့နေရာမှာကျမတို့ကမောဟခေါင်းဆောင်သောစေတသိက်က4ပါးကိုကျမတို့ကလေဒီဆရာတော်ဘုရားကြီးစကားနဲ့ပြောလိုက်ရင်မောစတုတ်4ပါးလို့သုံးတယ်ဟုတ်လားလောဘခေါင်းဆောင်တာက3ပါးရှိတဲ့အတွက်လောတရိစေတသိက်3ပါးဒေါသခေါင်းဆောင်တာ4ပါးဆိုတော့ဒေါစတုတ်စေတသိက်4ပါးဆိုပြီးတော့ခေါင်းဆောင်ကြီးက3ခုပဲသုံးရတယ်မောဟခေါင်းဆောင်ဆိုတော့မောဟလောဘခေါင်းဆောင်လောဘဒေါသခေါင်းဆောင်ဒါကြောင့်မောဟခေါင်းဆောင်တာက4ပါးလောဘခေါင်းဆောင်တာက3ပါးဒေါသခေါင်းဆောင်တဲ့စေတသိက်အုပ်စုက4ပါးဒါဆိုရင်ပဲတွက်ကြည့်ရင်4ရယ်3ရယ်က9က4ရာ17ဖြစ်သွားပြီ17ဆိုတော့သိထားတာကအကုသိုလ်စိတ်ကိုမကောင်းအောင်ခြေလဲတဲ့အကုသိုလ်စေတသိက်က14ပါးမကျန်ဘူးလား14ပါးတဲ့က17နှုတ်လိုက်3ခုကျန်အဲ့ဒီ3ခုဒီနောက်ဆုံးကျန်နေတဲ့စေတသိက်3ပါးမလို့ဆုံးမှရှိနေတဲ့အဆုံးသတ်ရှိနေတဲ့3ခုဖြစ်တဲ့အတွက်ကြောင့်ဆုံးတရိစေတသိက်3ပါးဒါလေဒီဆရာတော်ဘုရားရဲ့အသုံးရှင်းပြမောစတုတ်စေတသိက်4ပါးလောတရိစေတသိက်3ပါးဒေါစတုတ်စေတသိက်4ပါးဆုံးတရိစေတသိက်3ပါးအဲ့ဒါမောစတုတ်ဆိုရဲမောဟခေါင်းဆောင်တာရှင်းတယ်လောတရိဆိုရဲလောဘခေါင်းဆောင်တာဒေါစတုတ်ဆိုရဲဒေါသသို့တော့ဆုံးတရိဆိုတော့ဆုံးတာခေါင်းဆောင်တာလို့သွားမရေးရအောင်နော်ဆုံးတရိဆိုတာအဆုံးတတ်မှာရှိနေတဲ့စေတသိက်3ပါးအဲ့ဒီမှာလေအကုသိုလ်စေတသိက်ဆိုတာကျမတို့ကဒီဘောင်ကိုပြန်ကြည့်ရင်စာမကျက်တော့အောင်ကျမဒါကိုသိပြီအကုသိုလ်စေတသိက်14ပါးချဲ့လေလိုက်ရင်ဘယ်စိတ်ဖြစ်သွားမှာအကုသိုလ်စိတ်12ပါးကျမကစာချက်ပြီအကုသိုလ်စိတ်12ပါးကိုကျမတို့ကစဉ်းစားလိုက်တယ်အကုသိုလ်စိတ်12ပါးဆိုဒီမှာလောဘမှုစိတ်က10ပါးဒါကျမတို့မြင်ထားတယ်ဒေါသမှုစိတ်က2ပါးမောဟမှုစိတ်က2ပါးကျမတို့ကပေါင်းလိုက်ရင်အကုသိုလ်စိတ်က12ပါးအကုသိုလ်စိတ်12ပါးထဲမှာအုပ်စုအကုသိုလ်ဒါစိတ်ဘက်ကစေတသိက်ဘက်ကကြည့်ရင်အကုသိုလ်စေတသိက်က14ပါးထဲမှာမောဟခေါင်းဆောင်တော့စေတသိက်က4ပါးမရှိဘူးလားဒါကြောင့်ကျမတို့ကမောစတုတ်စေတသိက်4ပါးဘာတွေလဲမောဟအာယရိကအနုတ္တပဩဒိစ္စဟာဒီမောစတုတ်စေတသိက်4ပါးသည်ဘယ်မှာရှင်လဲလို့ကြည့်လိုက်တော့ဒီစေတသိက်ရဲ့ခြေလည်မှုကြောင့်ပါလာမဲ့စိတ်တွေကိုကြည့်ရင်လောဘမှုစိတ်10ပါးဖြစ်လဲသူပါမယ်ဒေါသမှုစိတ်2ပါးဖြစ်လဲသူပါမယ်မောဟမှုစိတ်2ပါးဖြစ်လဲသူပါမယ်ဆိုရင်သူသည်အကုသိုလ်စိတ်12ပါးလုံးနဲ့ပါမလားမပါဘူးအကုသိုလ်စိတ်က12ပါးပဲရှိတာ12ပါးလုံးနဲ့သူကအမြဲရှင်တဲ့အတွက်သူ့ကိုနာမည်ထူးပေးရတော့တယ်ဒီအုပ်စုလေးကိုနာမည်ထူးလေးပေးလိုက်တယ်ဒီအုပ်စုသည်အကုသိုလ်စိတ်အားလုံးလို့ပြောတဲ့အတွက်အားလုံးကိုပါဠိလိုအားလုံးကိုပါဠိလိုတဗ္ဗအကုသိုလ်ကအကုသလဆိုတော့တဗ္ဗအကုသလလို့ပြောရင်အကုသိုလ်စိတ်အားလုံးနဲ့12ပါးလုံးနဲ့တာဒါရဏဆိုတော့ဆက်ဆံတယ်ရှင်တယ်အကုသိုလ်စိတ်12ပါးလုံးနဲ့အမြဲကိုဆက်ဆံတယ်စလို့ပြောတော့တကယ်တမ်းပြောရင်အမြဲရှင်တယ်လို့ပြောလိုက်တော့တဗ္ဗအာကုတလတာဒါရဏဒါစေတသိက်တွေမို့လို့စေတသိက်ဘယ်နှပါလဲ4ပါအဲ့ဒါကိုကျမတို့ကပါဠိတရားနည်းနဲ့ဒီအလေးဒီဘားလက်ချိုက်မှာလာကတ်လိုက်တဲ့အခါကျရင်ရေးချဖြစ်သွားတော့တဗ္ဗကုတလတာဒါရဏစေတသိက်4စာကြက်လိုက်တဲ့အခါမောစတုစေတသိက်4ပါးသည်အကုသိုလ်စိတ်12ပါးလုံးနဲ့ရှင်ဤဒါတတွဲကြက်လိုက်ဒါဆိုရင်အဲ့ဒီမှာမရက်ရအောင်မောဟစေတသိက်စိတ်ဘလောက်နဲ့ရှင်တယ်လဲအကုသိုလ်စိတ်12မောဟစေတသိက်စိတ်ဘလောက်နဲ့ရှင်လဲ12လို့ဖြစ်ရင်တမှတ်မှမရမောဟစေတသိက်စိတ်ဘလောက်နဲ့ရှင်လဲ
ဒီမှာဖော်ရမယ်အာရိကစေတသိက်စိတ်ဘလောက်နဲ့ရှင်လဲအနုတ္တပစေတသိက်စိတ်ဘလောက်နဲ့ရှင်လဲဩဒိသစေတသိက်စိတ်ဘလောက်နဲ့ရှင်လဲစေတသိက်မြင်လိုက်ရင်စိတ်ဘလောက်လို့ပြောနိုင်အောင်လေ့ကျင့်တာဒါစေတသိက်ကိုမူတည်၍စိတ်နဲ့ရှင်ရင်တန်ပြောကနီးဆိုတာဒါကိုပြောတာဒါကြောင့်မောစတုစေတသိက်၄ပါးစိတ်ဘလောက်နဲ့ရှင်လဲဒါလည်းအဲ့လိုဖြည့်ရတဗ္ဗာကုတလတာတာရဏစေတသိက်၄ပါးစိတ်ဘလောက်နဲ့ရှင်လဲအုပ်စုလိုက်ပဲမေမေတပါးစီမေမေကိုတောင်ရင်ကြည်ရမယ်ဒါပြီးသွားပြီပြီးရင်နောက်တစ်အုပ်စုကြည့်လိုက်တော့လောဘခေါင်းဆောင်တဲ့အုပ်စုကြည့်ရမယ်ဆိုတော့လောဘခေါင်းဆောင်တဲ့အုပ်စုမှာလောဘခေါင်းဆောင်ကြီးကလောဘသူနဲ့သူ့ရဲ့နောက်လိုက်တွေကဒိဋ္ဌိရှိမယ်မာနရှိမယ်သူတို့ဒီခေါင်းဆောင်ကြီးနဲ့ဓမ္မတူဒီမှာကမောဟခေါင်းဆောင်ကြီးနဲ့အာယရိကရောအနုတ္တပါဩဒိသဓာန်တူလိုက်တယ်နော်ခေါင်းဆောင်ခြေရောတစ်ထပ်ထဲလိုက်တာနော်ဒါဒီမှာကတော့ခေါင်းဆောင်ကလောဘတတ်သွားတယ်လောဘစေတသိက်ဆိုတော့စဉ်းစားကြည့်လောဘစေတသိက်ဆိုတာအာယုန်တွေကာမဂုဏ်ဆိုင်ရာတွေမှာလိုချင်တဲ့သဘောသူချေလေလိုက်ရင်အကုသိုလ်စိတ်12ပါးတွေကဘာစိတ်ပဲဖြစ်နိုင်လောဘမှုစိတ်ပေါ့ဒီဘက်တုန်းကကြက်ထားတယ်လောဘမှုစိတ်ဆိုတာလောဘမူလရှိသောစိတ်ဒါမူလဆိုတာဗာလဲအရင်ခံလို့ကြက်ထားရင်လောဘစေတသိက်အရင်ခံတာမဟုတ်ဘူးလားဒါဆိုရင်လောဘစေတသိက်သည်ဘယ်မှာရှိမလဲလောဘမှုစိတ်10ပါးနဲ့ရှင်းမယ်ဆိုတော့ကျမတို့ကလောဘမှုစိတ်10ပါးကိုစဉ်းစားကြည့်ရင်ဒိဋ္ဌိကတ္တတံပယုတ်စိတ်က4ပါးရဲ့ဒိဋ္ဌိကတ္တဝိပယုတ်စိတ်က4ပါးရဲ့မရှိဘူးလားဒါဆိုရင်လောဘစေတသိက်ဒီခေါင်းဆောင်ကြီးလောဘကလောဘမှုစိတ်10ပါးလုံးနဲ့ရှင်တဲ့နေရာမှာဒိဋ္ဌံ4လဲသူပါမှာပဲဒိဋ္ဌိ4လဲသူပါမှာပဲမှားရင်တော့ယူဆမှမသိပဲနဲ့လိုချင်တတ်မဲ့မှုနဲ့လုံနေရင်လည်းပါမှာပဲအပြစ်ရှိမှန်းသိနေပေမဲ့လည်းလောဘမပယ်နိုင်တဲ့လောဘမှုစိတ်လဲသူပါမှာပဲဒါပေမဲ့လောဘစေတသိက်ဒီလောဘမှုစိတ်10ပါးဖြစ်အောင်တော့သူချဲလေပေမဲ့ဒေါသမှုမှလည်းမပါနိုင်ဘူးမောမှုမှလည်းမပါနိုင်သူစိတ်ကနဲ့သူသွားတယ်ဟုတ်လားဒါဆိုရင်လောဘစေတသိက်ရှင်သောစိတ်ကိုပြောပါလောဘမှုစိတ်10ပါမရှင်တဲ့စိတ်ကိုပြောပါဒေါသမှုစိတ်နဲ့ပါမောမှုစိတ်မောစတုစေတသိက်4ပါရှင်သောစိတ်ကိုပြောပါမရှင်တဲ့အကုသိုလ်စိတ်မရှိဒါအကုသိုလ်စေတသိက်ဆိုတာအကုသိုလ်စိတ်မှာပဲစဉ်းစားเสียရလို့တယ်စိတ်89 121သွားเสียမရှိစဉ်းစားနေအဲ့လိုအဓိပ္ပာယ်နဲ့ကျမတို့စာကြက်သွားရင်ဒါလွယ်လွယ်လေးဖြစ်သွားနောက်တစ်ခါဒိဋ္ဌိဆိုတာလောဘရဲ့တပည့်နောက်လိုက်ဖြစ်တဲ့အတွက်ဆရာကြီးရဲ့နောက်လိုခေါင်းဆောင်လိုအပြစ်တော့မရှင်းဘူးဒိဋ္ဌိစေတသိက်ဆိုရဲဒိဋ္ဌိကတ္တတံပယုတ်စိတ်4ပါးနဲ့ပဲရှင်းတယ်ဒါကြောင့်ဒိဋ္ဌိစေတသိက်ရှင်သောလောဘမှုစိတ်ဒိဋ္ဌိကတ္တတံပယုတ်စိတ်4ဒိဋ္ဌိစေတသိက်မရှင်းတာဝိပယုတ်စိတ်4ပါးနောက်မရှင်းတဲ့အကုသိုလ်စိတ်ဒေါသမှုစိတ်လည်းပါမယ်မောမှုစိတ်လည်းပါမယ်မြင်နေအောင်ကြည့်လိုက်ကိစ္စပြတ်ခဲ့ဟုတ်လားရှင့်နောက်တစ်ခုလောဘရဲ့နောက်ထပ်ဟဲ့လားဘယ်လက်ယုံကြီးမာနသည်လောဘမှုစိတ်10ပါးလုံးသာရှိရင်ဆရာနဲ့ तू ကတန်းတူဖြစ်မှာပေါ့ तू ကမဟုတ်ဘဲနဲ့ဟဲ့လား तू ဒီဒိဋ္ဌိကတ္တဒိဋ္ဌိသူ့ရဲ့ဟဲ့လားသူနဲ့အဆင့်တူပဲဒါပေမဲ့ဒိဋ္ဌိရှင်တာဒိဋ္ဌိကတတန်ပယုတ်ဆိုရင်ဒိဋ္ဌိမရှင်တဲ့ဘက်ကိုသူကတာဝန်ယူတယ်ဒါကြောင့်မာနစေတသိက်သည်ဒိဋ္ဌိကတဝိပယုတ်စိတ်4ပါးမှာရှင်တယ်မရှင်တာဒိဋ္ဌိကတတန်ပယုတ်စိတ်4ပါးဒါအပြင်ဒေါသမှုစိတ်2ပါးခက်သွားလာဟင်ဒါဆိုစကြက်လို့ရပြီကြက်မယ်လောဘစေတသိက်သည်လောဘမှုစိတ်10ပါးလုံးနဲ့လောဘမှုစိတ်10ပါးလုံးနဲ့ရှင်အပြည့်ပဲလောဘစေတသိက်သည်လောဘမှုစိတ်10ပါးလုံးနဲ့ရှင်ဒိဋ္ဌိစေတသိက်သည်လောဘမှုစိတ်10ပါးမှဒိဋ္ဌိကတတံပယုတ်စိတ်4ပါးနဲ့ရှင်ဤမာနစေတသိက်သည်လောဘမှုစိတ်10ပါးမှဒိဋ္ဌိကတဝိပယုတ်စိတ်4ပါးနဲ့ရှင်မောစတုစေတသိက်4ပါးသည်လောဘစေတသိက်သည်ဒါမြင်အောင်ရေးလိုက်တာတကယ်တော့10ပါးလုံးနဲ့ရှင်
ဒိဋ္ဌိစေတသိက်သည်လောဘမှုစိတ်၈ပါးမှမာနစေတသိက်သည်မြင်သွားပြီနော်ကဲဒါဆိုလို့ရှိရင်နောက်တစ်ခုကိုကြည့်လိုက်တဲ့အခါဒေါသခေါင်းဆောင်ဒေါသခေါင်းဆောင်နာကြရင်သူကဒီမောဟပုံစံမျိုးပဲတဒန်းနဲ့သွားတယ်သို့တော့ကွာရတာရှိလိမ့်မယ်ဒေါသနောက်တစ်ခုကအိတ်တာမေစရိယကုတ်ကုတ်ဆဟရိစေတသိက်၄ပါးသည်ဒေါသခေါင်းဆောင်သောစေတသိက်၄ပါးဟုတ်လားဟရိစေတသိက်၄ပါးလုံးသည်တဲ့ဘယ်မှာရှင်လဲဆိုဒေါသခေါင်းဆောင်နေဆိုတဲ့ကသူတို့ခြေလေလိုက်တာဘာပဲဖြစ်မလဲဒေါသမှုစိတ်နှစ်ပါးပဲဖြစ်မှာပေါ့ဟုတ်လားသူတို့ဒီဘယ်မှာပဲရှင်မလဲဟုတ်ရဲ့လားဟုတ်လားဒါဆိုရင်ဒေါသစေတသိက်၄ပါးသည်ဒေါသမှုစိတ်နှစ်ပါးနဲ့ရှင်ဒေါသစေတသိက်၄ပါးခြေလေလိုက်တဲ့အတွက်ဒေါသမူလရှိသောစိတ်ဖြစ်သွားတာပေါ့ဒေါသမှုစိတ်နှစ်ပါးနဲ့ရှင်ဒါဆိုရင်ဒေါသစေတသိက်၄ပါးမရှင်သောအကုသိုလ်စိတ်ကိုဖော်ပြပါဒါပဲဖြစ်သွားပြီပေါ့ဟုတ်လားဒေါသစေတသိက်ရှင်သောစိတ်ကိုပြောပြပါဟုတ်ပြီတခါအိတ်တာစေတသိက်ရှင်သောစိတ်ကိုပြောပြပါဟုတ်ပြီမာနမစ္စရိယစေတသိက်ရှင်သောစိတ်ကိုပြောပြပါကုတ်ကုတ်ဆစေတသိက်ရှင်သောစိတ်ကိုပြောပြပါအခုလောလောဆယ်ဒီလောက်သိထားမယ်နောက်တစ်ထစ်တဲ့ရင်ဒါညီမကွဲပြားချက်ခေါင်းဆောင်နဲ့နောက်လိုက်ဘလို့ကွဲတယ်လဲသိမယ်ဟုတ်ပြီနော်အခုတော့ဒီတိုင်းမှန်ဒါကြောင့်မောစစေတသိက်၄ပါးရှင်နာကလောဘမှု၈ကောဒေါသမှု၂ကောမောဟမှု၂ကောအကုသိုလ်စိတ်၁၂ပါးဟုတ်လားလောဘစေတသိက်ကလောဘမှုစိတ်၈ပါးဟုတ်လားဒေါသဒိဋ္ဌိစေတသိက်ကလောဘမှုစိတ်၈ပါးမှာဒိဋ္ဌိကတ၄ပါးမာနစေတသိက်ကလောဘမှုစိတ်၈ပါးမှာဟုတ်ပြီဒေါသစေတသိက်၄ပါးရှင်နာကကျွန်မထင်တယ်ဘာမှထူးထူးဆန်းဆန်းကြက်စရာမရှိဘူးအကုသိုလ်စေမောဆုစေတသိက်၄ပါးအကုသိုလ်စိတ်၁၂ပါးလို့ကြက်လိုက်မယ်လောဘစေတသိက်ကလောဘမှုစိတ်၈လောဘမှုဒိဋ္ဌိကကြတော့လောတရိ၃ထဲမှာပါတယ်ဒိဋ္ဌိကလောဘမှုစိတ်၈ပါးမှာဒိဋ္ဌိကတတန်တယုတ်ဒါဆိုရင်မာနကျန်တာဆိုမယ်ဒိဋ္ဌိကတဝိတယုတ်ဒေါသတုတ်ကဒေါသမှုဒိဋ္ဌိဘာမှခက်เสียဇီးခွက်អော်ပြီးသားဟုတ်လားဇီးခွက်អော်တဲ့ငဲ့ဘာငဲ့လဲမမေးနဲ့တောက်တဲ့អော်တဲ့အကောင်ဘာကောင်းလဲတောက်တယ်ပဲအိုးတွနေတယ်ဒါပဲဘာခက်လဲခက်လားဒိဋ္ဌိခက်เสียနောက်ပြီးတော့ကျမတို့ရဲ့ရင်းနှီးတဲ့ဘက်တော်သားကြီးတွေပဲဟုတ်တယ်နော်လာပြီကိုတော်ကြီးအကြောင်းတင်တော့မယ်ဌိနမိတ်္တကိုတော်ကြီးနှစ်ပါးရှင်တဲ့စိတ်ကိုပြောပါဆိုသူ့ရဲ့သဘောကသူပါလာပြီဆိုရင်ရှိတဲ့စိတ်တွေမှန်သမျှကိုထိုင်းသွားမယ်ဟုတ်တယ်လားလေးသွားမယ်သူနဲ့တွဲတဲ့စိတ်သိမ့်မှန်သမျှကိုလည်းမှိုင်းအောင်မိတ်္တလိုက်လို့မယ်ဌိနကလေးအောင်မိတ်္တကမကြည်လင်အောင်သူကမှိုင်းအောင်လိုက်လို့လိုက်တော့ထိုင်းမိုင်းပြီးတော့လေးလည်လာပြီဆိုရင်တဲ့သူကအကုသိုလ်စိတ်ပဲမဲ့သူကထိုင်းမိုင်းလေးလည်လာပြီဆိုရင်လောဘမှုစိတ်၈ပါးရှိတဲ့အထဲကလေသူကတွတ်လက်မလုပ်တော့ထိုင်းမိုင်းလာရင်မလုပ်ချင်းမကိုင်းချင်းဟလာလေးလည်လာတော့သသင်္ခါရိကစိတ်၄ပါးဒေါသဖြစ်ရင်တော့မှဌိနမိတ်္တဝင်လာရင်ဒေါသဖြစ်ရတာအစားလေးလန်ဖြစ်လာတော့ဒေါသမူသသင်္ခါရိကစိတ်ဒီမှာဒေါသမူနဲ့သသင်္ခါရိကနဲ့ရေးမမြင်ပါဆိုလို့ဒေါသမူသသင်္ခါရိကစိတ်တပါဟုတ်လားမောမှုထဲမှာသသင်္ခါရိကရှိသလားမောမှုစိတ်နှစ်ပါးလုံးသည်လည်းမဟုတ်ဘူးဒါလည်းအဲ့တော့မြင်ကွင်းကျဲပြန်ဆင်းလိုက်ရင်အကုသိုလ်စိတ်ပါအကုသိုလ်စိတ်၁၂ပါးကိုစိတ်ပိုင်းပြန်တစ်ထစ်နောက်ဆုံးမယ်နော်အကုသိုလ်စိတ်၁၂ပါးကိုသင်္ခါရဗေဒအားဖြင့်ဝေဖန်ပါလို့ကျမတို့မေးခဲ့ရင်သင်္ခါရဗေဒလို့ပြောရင်ဗေဒကြီး6ဗေဒထဲမှာသင်္ခါရဗေဒလို့ပြောရင်အသင်္ခါရိကစိတ်သသင်္ခါရိကစိတ်အတ္တမဟုတ်သောစိတ်ဖြေရမှာမဟုတ်ဘူးလားဒါဆိုရင်အကုသိုလ်စိတ်၁၂ပါးလုံးထဲမှာအသင်္ခါရိကစိတ်ကိုရှာရင်လောဘမှုစိတ်၈ပါးမှာ၄ပါး
ဒေါသမှုစိတ်နှစ်ပါးမှာတပါမောမှုစိတ်နှစ်ပါးမှာမရှိဆိုအကုသိုလ်စိတ်12ပါးထဲမှာအသင်္ခါရိကစိတ်မြင်လားလို့မေ့သွားပြီလားလို့မှတ်မိတယ်နော်မကြသေးဘူးနော်စိတ်ပိုင်းကပြီးရင်တသင်္ခါရိကစိတ်ရှာမယ်လောဘမှုစိတ်10ပါးမှာတသင်္ခါရိကစိတ်4ပါးဒေါသမှုစိတ်2ပါးမှာတသင်္ခါရိကစိတ်က1ပါးမောမှုစိတ်2ပါးမှာတသင်္ခါရိကမရှိဆိုရင်အကုသိုလ်စိတ်12ပါးမှာတသင်္ခါရိကစိတ်5ပါးအတ္တမဟုတ်သောစိတ်ကိုရှာမယ်လောဘမှုစိတ်10ပါးမှာအတ္တမဟုတ်သောစိတ်မရှိဒေါသမှုစိတ်2ပါးမှာအတ္တမဟုတ်သောစိတ်မရှိမောမှုစိတ်2ပါးလုံးသည်အလည်းမဟုတ်ဘူးတလည်းမဟုတ်တခုဆိုရင်အကုသိုလ်စိတ်12ပါးမှာအသင်္ခါရိကစိတ်5ပါးတသင်္ခါရိကစိတ်5ပါးအတ္တမဟုတ်သောစိတ်အဲ့ဒီမှာတဲ့အဲ့ဒီအကုသိုလ်စိတ်အကုသိုလ်စေတသိက် means အကုသိုလ်စိတ်မှာပဲခြေလေတဲ့နေရာမှာထိနာမိတ်တသည်လောဘမှုတဲကလည်းတသင်္ခါရိကစိတ်မှာပဲတသင်္ခါရိကဆိုထက်ထက်တန်တန်တက်တက်ကြွကြွမရှိဘူးဟလာမလုတ်ချေမကင်ချင်းလေးလံနေတယ်သူများတိုက်တွန်းမှလည်းလုပ်ရတယ်ကိုယ့်အကိုလည်းတိုက်တွန်းပြီးလုပ်နေအဲ့ဒါတသင်္ခါရိကဆိုအဲ့ဒီလိုအချိန်မျိုးကြရင်ထိနာမိတ်တာပူးပြီတဲ့ဒါကြောင့်လောဘမှုတသင်္ခါရိကစိတ်4ပါးဒေါသမှုတသင်္ခါရိကစိတ်1ပါးဘာတသင်္ခါရိကစိတ်5ပါးနဲ့အဲ့ဒီလိုနားလည်ထားရင်စာမေးပွဲမှာဟလာစာချက်တဲ့စာမေးပွဲမတိုင်ခင်စာချက်လေတစ်ခေါက်ထောက်ကိုပြုမယ်အကြောင်းကြောင့်မေ့သွားရင်လည်းအဲ့လိုပြန်စဉ်းစားရင်ရေးလို့လွယ်အဓိပ္ပာယ်နားလဲမှတ်မိလားဒါဆိုရင်ထိနာမိတ်တစေတသိက်2ပါးသည်သတေဘာကျွမ်းသွားရင်ကျမတို့ကဘယ်လိုဖြေလို့ရလဲဆိုရင်ထိနာမိတ်တစေတသိက်2ပါးသည်အကုသိုလ်တသင်္ခါရိကစိတ်5ပါးနဲ့ရှင်လဲဖြေလို့ရတယ်အကုသိုလ်ထဲမှာတသင်္ခါရိက5ပဲမဟုတ်လားထိနာမိတ်တစေတသိက်2ပါးသည်တသင်္ခါရိကစိတ်5ပါးနဲ့ရှင်ဆိုတမှတ်မှမရသဘောပေါက်လားတသင်္ခါရိကရေးပဲဆိုရင်တသင်္ခါရိကသည်အကုသိုလ်မှာလည်းရှိတယ်ကာမသောဘနာမှာလည်းရှိဒီလိုဖြေရင်မရအောင်တိကျနေရထိနာမိတ်တစေတသိက်2ပါးသည်အကုသိုလ်တသင်္ခါရိကစိတ်5ပါးနဲ့ဆိုရင်မှန်တယ်ရေတွက်ပြပါလို့ထပ်မေးရင်နော်လောဘမှုတသင်္ခါရိကစိတ်4ပါးဒေါသမှုတသင်္ခါရိကစိတ်1ပါးပေါင်း5ပါးအဲ့ဒီလိုခြေသွားရပြီနော်ကဲနောက်ဆုံးအဆုံးစေတသိက်ကတစ်ခုပဲလာတယ်ယတနာ3ပါးကံကံရေးကျိုးကိုယုံမှန်းတန်တရားဖြစ်တဲ့ဝိသိကိစ္စစေတသိက်မဟုတ်ဘူးလားအဲ့တော့ဝိသိကိစ္စစေတသိက်1ပါးသည်ဆိုတော့စဉ်းစားကြည့်ပါဦးသူဒီဘယ်မှာရှင်မလဲအကုသိုလ်စိတ်12ပါးထဲမှာသူခြေလေလိုက်လို့ဖြစ်သွားမယ်စိတ်သည်ဝိသိကိစ္စတန်ပယုတ်စိတ်ပဲမဟုတ်ဘူးလားအဲ့ဒါကိုသွားပြီးတော့ဩဒိစ္စစေတသိက်ခြေလေတာဩဒိစ္စတန်ပယုတ်ဆိုသွားရောတွေ့လားဘာပြောတာလဲသိလားမောမှုစိတ်က2ပါးပဲရှိတယ်ဝိသိကိစ္စတန်ပယုတ်စိတ်1ပါးရဲ့ဩဒိစ္စတန်ပယုတ်စိတ်1ပါးရဲ့ဟုတ်ဘူးလားအဲ့ဒီမှာဝိသိကိစ္စတန်ပယုတ်စိတ်ကဝိသိကိစ္စစေတသိက်ရှင်လို့ဖြစ်သွားတာရှင်းလားဩဒိစ္စတန်ပယုတ်စိတ်ကဩဒိစ္စစေတသိက်တက်ရှင်လို့ဖြစ်တာမဟုတ်ဘူးသဘောပေါက်နေရမယ်သွားပြီးတော့ရောပြီးတော့ဝိသိကိစ္စစေတသိက်ဒီဝိသိကိစ္စတန်ပယုတ်စိတ်1ပါးနဲ့ရှင်အောင်ကြက်လဲထားပြီးရောကျမတို့ကခုနမေးခွန်းလာမောဟစေတသိက်ရှင်သောစိတ်မောဟစေတသိက်ရှင်သောစိတ်အကုသိုလ်စိတ်12ပါးဒါဖြေလို့ရသေးတယ်မောစုစေတသိက်4ပါးရှင်သောစိတ်အကုသိုလ်စိတ်12ပါးမောဟစေတသိက်ရှင်သောစိတ်အာဟိရိကစေတသိက်ရှင်သောစိတ်အနုတ္တပစေတသိက်ရှင်သောစိတ်ဩဒိစ္စစေတသိက်ရှင်တာဆိုဒါအောင်မကြက်ဖဲနဲ့ဟိုဟာနဲ့သွားရင်ဩဒိစ္စတန်ပယုတ်စိတ်လို့သွားရည်တတ်တယ်သဘောပေါက်လားဘာပြောတာလဲသိလားဝိသိကိစ္စစေတသိက်ရှင်နာကဝိသိကိစ္စမောဟမှုဝိသိကိစ္စတန်ပယုတ်စိတ်1ပါးနဲ့ရှင်ဟုတ်လားဩဒိစ္စစေတသိက်ကကြတော့အကုသိုလ်စိတ်12ပါးလုံးနဲ့ရှင်တဲ့အတွက်လောဘမှုစိတ်10ပါးလဲဩဒိစ္စမရှင်ဘူးလားဒေါသမှုစိတ်2ပါးရောမောဟမှုဝိသိကိစ္စတန်ပယုတ်လဲ
ရှင်တယ်လို့ဥဒိစ္စရောသူကအကုန်ရှင်တယ်သွားပြီးတော့ဒါနဲ့မှားတတ်တာကိုပြောနေတာကျမတို့ကကြောင်နေတခါလေကြာရင်ဘာလို့ဖြစ်လို့ကြောင်မန်းကိုမသိကြောင်သွားတာလေဝိသိကိစ္စစေတသိက်စိတ်ပလောင်းနဲ့ရှင်တယ်လေဝိသိကိစ္စတန်ပြုတ်စိတ်အိတ်ချမူဒုနဲ့ဩဒိစ္စစေတသိက်စိတ်ပလောင်းနဲ့ရှင်တယ်လေဩဒိစ္စတန်ပြုတ်စိတ်လို့မှားတတ်တယ်ဩဒိစ္စစေတသိက်စိတ်ပလောင်းနဲ့ရှင်လေအာဟုသိုလ်စိတ်ဆက်နဲ့အဲ့လိုဖြေရမယ်နော်ရှုပ်သွားလားโอเคပိုင်းပြီလားကဲဒါဖြတ်ပြီရပြီနော်ကဲဒါဆိုရင်ကျမတို့အကုသိုလ်စေတသိက်14ပါးကိုတရေလို့ရရင်မေးရင်တော့ရအောင်ကြက်ခဲ့ပါမနေ့ဖက်တရေမနိုးပဲနဲ့မေးမယ်နော်နှိုးပြီးတော့မမေးဘူးတရေမနိုးပဲနဲ့မေးမှာနော်ဒီမှာနောက်တစ်ခုကျမတို့သောပနစေတသိက်25ပါးသောပနဆိုတာတင့်တယ်ကောင်းမွန်တာဒါကြောင့်စိတ်တွေကိုတင့်တယ်အောင်ကောင်းမွန်အောင်ချဲလဲသောစေတသိက်အုပ်စုကိုဘာအုပ်စုလို့သုံးလဲသောပနစေတသိက်သောပနကိုရေးရင်နာငယ်နဲ့လည်းရေးရတယ်နာကြီးနဲ့လည်းရေးလို့ရတယ်သောပနစေတသိက်ပေါင်းဘယ်လောက်ရှိ25သောပနစေတသိက်ဆိုဒီမှာစိတ်တွေကိုတင့်တယ်အောင်ကောင်းမွန်အောင်မြင့်မြတ်အောင်ပေါင်းလိုက်တော့တင့်တယ်ကောင်းမြတ်အောင်ခြေလေတော့စေတသိက်စောက်ထဲမှာလည်းရှိတယ်သောပနာစေတသိက်25စာမျက်နှာ44မှာအပြစ်မရှိတင့်တယ်သောကြောင့်၎င်းတင့်တယ်ကောင်းမွန်သောသောပနာစိတ်တို့၌သာထိုက်တဲ့လို့ရှင်းကြသောကြောင့်၎င်းသောဗနာစေတသိက်မိဤဆိုတော့လိုရင်းပြောရင်သောဗနာဆိုတာတင့်တယ်တယ်ကောင်းမွန်တယ်တင့်တယ်တယ်ကောင်းမြတ်တယ်တိုက်တာပြောလို့ရတယ်တင့်တယ်တယ်ကောင်းမွန်တယ်ကောင်းမြတ်တယ်အကုန်သုံးလို့ရတင့်တယ်ကောင်းမွန်တဲ့စေတသိက်ဆိုကြစိတ်တွေကိုတင့်တယ်ကောင်းမွန်အောင်ချဲလဲသောစေတသိက်ကိုသောဗနာစေတသိက်လို့သုံးတယ်ဘယ်လောက်ရှိလဲ25သူချဲလဲလိုက်ရင်ဘာစိတ်ဖြစ်သွားလဲသောဗနာစိတ်ဖြစ်သွားတယ်ဒါစာကြိတ်တော့မယ်ဒါကြောင့်သောဗနာစေတသိက်25ပါးချဲလဲလိုက်လို့ဖြစ်လာမဲ့စိတ်သည်စေတသိက်ဆိုတာစိတ်ကိုမိပြီးစိတ်ကိုချဲလဲတာ哦ဒါကြောင့်ဖြစ်လာမဲ့စိတ်သည်သောဗနာစိတ်သောဗနာစိတ်သည်အကျဉ်းဘယ်လောက်ရှိလဲဆိုတော့ပြောင်းပြန်ကြည့်အာသောဗနာစိတ်က30ရှိတဲ့အတွက်89တဲ့အာသောဗနာ30ကိုနှုတ်လိုက်ရင်သောဗနာစိတ်အကျဉ်း59စိတ်အကျယ်121ရှိတဲ့အထဲမှာအာသောဗနာ30ကိုနှုတ်လိုက်ရင်61ဒါဆိုရင်သောဗနာစေတသိက်25ပါးချဲလဲမှုကြောင့်ဖြစ်လာမဲ့စိတ်သည်သောဗနာစိတ်59 90အဲ့ဒီမှာမှသောဗနာစေတသိက်25ပါးကိုကျမတို့ကအုပ်စုတွေကြည့်တဲ့အခါမှာသောဗနာဘယ်ရမဆိုအဲ့ဒီအုပ်စုတိုင်းမှာတာဒါရဏတအုပ်စုမြဲပါတယ်ဟုတ်တယ်လားအញ្ញံသမန်း73ပါးထဲမှာတာဒါရဏတအုပ်စုပါတယ်အာဟုသိုလ်စေတသိက်14ပါးမှာတာဒါရဏတအုပ်စုပါရင်သောဗနာစေတသိက်25ပါးမှာလဲတာဒါရဏအဲ့ဒီတာဒါရဏသောဗနာတာဒါရဏစေတသိက်တတိထားတယ်ဒီတာဒါရဏအញ្ញ73မှာပါတဲ့တာဒါရဏကအញ្ញ73ဆိုတာစိတ်အားလုံးမှာတွင်တွင်ကြဲကြဲရှင်နော်89 121ပါ89 121ပါသောစိတ်တို့နဲ့အမြဲရှင်တဲ့တာဒါရဏမဟုတ်လို့တပ္ပစိတ်တာဒါရဏမှတ်မိရဲ့အာဟုသိုလ်စေတိတ်14ပါးကြတော့အာဟုသိုလ်စိတ်12ပါးနဲ့ရှင်ပါအဲ့ဒီမှာအာဟုသိုလ်စိတ်12ပါးလုံးနဲ့ရှင်မဲ့မောစတုစေတိတ်4ပါးကိုတပ္ပကုတလတာဒါရဏဟုတ်လားအဲ့ဒီမှာတပ္ပစိတ်တာဒါရဏမှာလဲတပ္ပဆိုတဲ့စကားလုံးပါတယ်အာဟုသိုလ်စေတသိက်ထဲမှာလဲတပ္ပကုတလတာဒါရဏစေတိတ်4ပါးမှာလဲတပ္ပပါတယ်အခုသောဗနာစေတသိက်တွေချက်လဲရင်သောဗနာစိတ်59 91ဖြစ်မဲ့နေရာမှာအဲ့ဒီသောဗနာဒီသောဗနာစိတ်59 90ပါးလုံးနဲ့ရှင်မဲ့စေတသိက်ကိုသောဗနာတာဒါရဏစေတသိက်19ပါးလို့သုံးတယ်သောဗနာတာဒါရဏစေတသိက်ပေါင်းဘယ်လောက်ရှိလဲသူဒီစိတ်ဘယ်လောက်နဲ့ရှင်လဲဆိုရင်သောဗနာစိတ်59 91နဲ့ရှင်တယ်သို့တော်သူရှိမှာတပ္ပလို့တက်လို့တပ္ပသောဗနာတာဒါရဏလို့မဆိုဘယ်လိုပဲသုံးလဲသောဗနာတာဒါရ
ဒါကြောင့်တာတာရဏမှန်တယ်များသူ့အုပ်စုကစေတသိက်အကုန်ရှင်နေဆိုတာမှတ်ထားအညာတမန်လေးက89တရား21ဘောင်လုံးကိုရှင်နာကတဘာစိတ်တာတာရအကုသိုလ်စေတိတ်14ပါးမှာအကုသိုလ်စိတ်12ပါးလုံးနဲ့ရှင်မာကတဘာကုသလတာရရဏဟုတ်တယ်လားသောဗနာစေတသိက်25ပါးမှာသောဗနာစိတ်59 91အကုန်လုံးနဲ့ရှင်မာကြရင်သူရှိမှာတဘလို့သွားမရေးမိစေနဲ့လို့သိတယ်သောဗနာတာတာသောဗနာတာတာရဏစေတသိက်ဘယ်နှပါးရှိလဲ19ပါးဒီဘလောက်မှရှင်လဲသောဗနာစိတ်59 90သောဗနာစိတ်59 91ကိုကျမတို့စိတ်ပိုင်းကိုနည်းနည်းလေးပြန်ပြောင်းသွားမယ်စိတ်ပိုင်းလေးကိုစဉ်းစားကြည့်အကုသိုလ်စိတ်က12ပါးအာဟိစိတ်က18ပေါင်းလိုက်ရင်အသောဗနာစိတ်30အသောဗနာစိတ်30ကိုဖယ်လိုက်ရင်နောက်ထပ်လာမှာသည်ကာမသောဗနာစိတ်24ဟုတ်လားကာမသောဗနာ24ပါအဲ့ဒါနဲ့ပေါင်းလိုက်ရင်ကာမစိတ်54ပါပြီးရင်လာမှာကမဟေဂုံစိတ်29ပါဒါစိတ်ပိုင်းကိုကြည်ရမှာပြီးရင်လောကုတ္တရာစိတ်အကြီးရှိဟုတ်လားဒါဆိုရင်ဒါတွေအကုန်ပေါင်းလိုက်ရင်သောဗနာစိတ်အကျဉ်း59 91ဟုတ်လားမယုံရင်ကဏ္ဍပေါင်းကြည့်ရင်ကာမသောဗနာက24ကာမသောဗနာဆိုရဲကာမစိတ်54တဲ့ကတင့်တယ်ကောင်းမွန်တဲ့စိတ်မဟုတ်ဘူးလားဟုတ်တယ်နော်သူ့ထဲမှာပါမှာမဟာကုသိုလ်ရှိသူ့ထဲမှာပါမအောင်စဉ်းစားကြည့်ရင်မဟာကုသိုလ်ရှိကုဝိကရိမှာကုသိုလ်ရဲ့ကုသိုလ်အကျိုးရဲ့ကုသိုလ်အကြောင်းအကျိုးကလွတ်တဲ့ဖရာယဟန္တာရဲ့ကရိယာဒါပဲပါတဲ့အတွက်ကြောင့်တင့်တယ်တယ်နိမတင့်တယ်တဲ့အသောဗနာဆိုတာအကုသိုလ်နဲ့အာဟိတ်လေဟုတ်လားဒီမှာအကုသိုလ်မှမပါတာပါလားဒါကြောင့်တင့်တယ်ကောင်းမြတ်တယ်ပြီးရင်မဟေဂုတ်29မဲဂုတ်29ကိုကြည့်ရင်လေဒီတိုင်းပဲပြောချဆိုရင်ရူပနဲ့မပြောတော့ဘူးမဟေဂုတ်ကုသိုလ်9ပါမဟေဂုတ်ဝိဘက်မဟေဂုတ်ကရိယာသူကြည့်တော့လေကုဝိကရိပဲတင့်တယ်ကောင်းမြတ်တာပဲဟုတ်လားလောကုတ္တရာအကြီးရှိအကျယ်40စိတ်ပိုင်းပဲပြန်ခြေလိုက်တယ်သူ့မှာပါတာကိုကြည့်ရင်လေလောကုတ္တရာကုသိုလ်အကြီးလေးအကျယ်20လောကုတ္တရာဝိဘက်အကြီးလေးအကျယ်20မရှိဘူးလားဒါပဲသူကြည့်လေကုနဲ့ဝိပဲရှိတယ်သူ့မှာကရိဒါဆိုရင်သောဗနာစိတ်တည်မဟုတ်ဘူးလားဒါကြောင့်သောဗနာဆိုတာတင့်တယ်ကောင်းမြတ်တဲ့နေရာမှာသောဗနာတာဒါရဏစေတိတ်19ပါးလုံးရှင်မဲ့စိတ်သည်သောဗနာစိတ်အကျယ်59စိတ်အကျယ်61ကိုမြင်လားရှင့်ဒါဆိုရင်သောဗနာတာဒါရဏစေတိတ်19ပါးရှင်တာဒါကဲနောက်တစ်ခုရှင်းမယ်နောက်တစ်ခုသွားတဲ့အခါကျရင်နောက်မှဒါတွေကိုရှင်းမယ်နော်ပြီးရင်နောက်တစ်ခုကိုကျမတို့ကြည့်လိုက်တဲ့အခါလွဲအောင်သိနေတာဝိရတိစေတသိက်ဝိရတိစေတသိက်က3ပါးရှိတယ်တမဝါစာတမကမ္မန္တတမအာစီဝမသိရသေးခဏတာဒါကဏ္ဍပဲမှတ်တာဝိရတိစေတသိက်3ပါးဒီလေသောဗနာစေတသိက်25လေးပဲမပါဘူးလားသောဗနာစေတသိက်25ပါးပါရင်သူတို့ဒီလေတင့်တယ်ကောင်းမွန်တာပဲမဟုတ်ဘူးလားသူတို့ရှင်မှာသောဗနာစိတ်59 91ဘောင်ပဲမဖြစ်ရဘူးလားတို့တော့59 91လုံးနဲ့မရှင်ဘူးရှင်ရင်သူဒီတာဒါရဏနာမည်ရအခုကသူက59 91နဲ့ तू ကမရှင်ပဲဝိရတိစေတသိက်3ပါးသည်ကာမသောဗနာ24တဲ့ကလည်းအကုန်မရှင်ဘူးကာမသောဗနာ24တဲ့ကမဟာကုသိုလ်စိတ်10ပါးဟုတ်လားကျန်တာတွေမရှင်ဘူးမဟဂုတ်ထဲကဘာမှမရှင်ဘူးလောကုတ္တရာစိတ်အကြီးရှိအကျယ်40လောကုတ္တရာအကုန်ရှင်တယ်ဒါဆိုရင်ဝိရတိစေတိတ်3ပါးရှင်တဲ့စိတ်ကိုပြောပါဆိုရင်မဟာကုသိုလ်စိတ်10ပါးရဲ့လောကုတ္တရာစိတ်အကြီးရှိအကျယ်40ဆိုရင်ဝိရတိရှင်နာသည်အကျဉ်းအားဖြင့်16အကျယ်အားဖြင့်48ဟုတ်လားဟုတ်သလားလို့ဝိရတိစေတိတ်3ပါးသည်ဒါလေးကိုမြင်စိတ်ပိုင်းမြင်ပြီးစာကြက်နေဝိရတိစေတိတ်3ပါးသည်မဟာကုသိုလ်စိတ်10ပါးလောကုတ္တရာအကြီးရှိအကျယ်40ပေါင်းစိတ်အကျဉ်း16စိတ်အကျယ်48ပါးနဲ့ရှင်စုံရိုးလေးထပ်ထည့်လိုက်တယ်ဝိရတိစေတိတ်3ပါးသည်မဟာကုသိုလ်စိတ်10ပါး၌ယံခါဆိုတော့ယံခါတစ်ခါတည်းရမယ်ရှင်ပါနော်တဲ့ဟုတ်လားရှင်ရင်လေတဲ့3ပါးရှိတယ်တဲ့တပါးစီကို
အတီးသည်ဝိတ္တိစေတိတ်သုံးပါးသည်မဟာကုသိုလ်စိတ်၈ပါး၌ယံခါဆိုတဲ့အတွက်ကြောင့်တစ်ခါတရံပဲရှင်မယ်ဘာတွေလဲဆိုတာကျွန်မနောက်သင်မယ်ပြီးရင်ရှင်ရင်လဲ၃ပါးလုံးမရှင်ဘူးအတီးသည်ဆိုရင်အတီးသည်ဆိုတဲ့စကားလုံးကဟလာဒီမောင်ဆိုပါဆိုရဲ့ဓမ္မမိတ်ဆွေတို့ကိုဒီစာအုပ်ကလေးကျွန်မပေးပါမယ်အတီးသည်လာယူပါလို့ပြောရင်ဘာပြောတာတယောက်စီလိုက်တာရှေးစကားအတီးသည်လာယူပါလို့ပြောရင်တပေါင်းနဲ့မလာနဲ့တယောက်စီလာမှပေးမယ်ဆိုတာပြောတာနားလည်ပြီနော်ဒါဆိုရင်ဝိတ္တိစေတသိက်၃ပါးသည်မဟာကုသိုလ်စိတ်၈ပါးမှာယံခါဆိုတဲ့အတွက်တစ်ခါတရံပဲရှင်မယ်ဆိုတော့အမြဲမဟုတ်ဘူးရှင်ရင်လဲအတီးသည်ဆိုတော့တပါးစီဘယ်လိုလဲဆိုတာကျွန်မရှင်းမယ်ပြီးရင်လောကုတ္တရာစိတ်၈ပါးမှာကြာရင်တော့အမြဲကိုရှင်နေတဲ့ရှင်ရင်လေ၃ပါးလုံးကိုတပေါင်းသည်ကြက်မတို့စာကြည့်ရဝိရတိစေတိတ်၃ပါးသည်မဟာကုသိုလ်စိတ်၈ပါး၌ယံခါအတီးသည်လောကုတ္တရာစိတ်အကြီးရှိစိတ်အကျယ်40၌အမြဲတပေါင်းသည်ဘောင်းစိတ်အကြီး16ပါးစိတ်အကျယ်နောက်တစ်စိတ်တက်မယ်အပ္ပမညာစေတသိက်2ပါးနာမည်လေးပဲသိရမယ်နောက်ပြီးတော့ကျွန်မရှင်းတော့မယ်အပ္ပမညာစေတသိက်2ပါးရှင်တာကိုကြည့်တဲ့အခါကျရင်အပ္ပမညာစေတသိက်2ပါးသည်ကာမသောဘနာတွေကအကုန်မရှင်ဘူးမဟာကုသိုလ်စိတ်8ပါးရဲ့မဟာကရိယာစိတ်8ပါးရဲ့ဟုတ်တယ်လားပြီးမဟေဂုတ်ထဲကဒီနေရာမှာမဟေဂုတ်ကိုသူရေးတဲ့အခါကျရင်နော်မဟေဂုတ်ကိုရေးတဲ့အခါကျရင်ဒါကတော့ဓမ္မမရှိကိုမြင်ပြီဆိုတာဖြုတ်လိုက်မဟေဂုတ်ကိုသူကဇန်နဲ့ရေးမယ်ဆိုတော့ဇာနာဗေဒနဲ့ရေးမယ်ဇာနာဗေဒနဲ့ရေးတဲ့အခါမဟေဂုတ်စိတ်28ပါးမှာဇန်စိတ်3ပါးဒုတိယဇန်စိတ်တတိယဇန်စိတ်သရုဋ္ဌဇန်စိတ်ပိစမဇန်စိတ်15ပါးဟုတ်လားဒါဆိုရင်သူကဒီဘက်ကပြောဒါကြောင့်ဟုတ်လားကရုဏာမုဒိတာဆိုတဲ့အပ္ပမညာစေတိတ်2ပါးသည်မဟာကုသိုလ်စိတ်8ပါးမဟာကရိယာစိတ်8ပါးရဲ့မဟေဂုတ်ပထမဇန်3ဒုတိယဇန်3တတိယဇန်3သရုဋ္ဌဇန်3ဒီမှာက12ဟုတ်လားဒီမှာက16စနစ်ကဲ16ကဲပေါင်းတော့28ပါးသောစိတ်တွေနဲ့ပဲဘလို့ရှင်လဲယံခါအတီးသည်ပဲဒါကြောင့်ဆိုရိုးဆိုရင်အပ္ပမညာစေတသိက်2ပါးသည်မဟာကုသိုလ်ကရိယာ16ပါး၌ယံခါအတီးသည်မဟေဂုတ်ပထမဇန်3ဒုတိယဇန်3တတိယဇန်3သရုဋ္ဌဇန်3ပေါင်း28လို့ပြောရင်ဒါလည်းယံခါအတီးသည်လို့သဘောပေါက်ရတယ်ဟုတ်ပြီနော်ဒါဆိုရင်သူဒီသောဗနာစိတ်59 61နဲ့အကုန်မရှင်ဘူးဆိုတာပေါ်တယ်ကောနောက်တစ်ခါလာပြီပညာဒါလေးကစာချက်လွယ်အောင်ပြောပြတာပညာစေတသိက်တစ်ပါးပဲရှိပညာဆိုတာဉာဏ်ပဲဉာဏ်ဆိုတဲ့အတွက်ပညာမှမပါရင်ဇံရပါမလားပညာမှမပါရင်လောကုတ္တရာဆိုတဲ့မက်ဖို့ရပါမလားဒါဆိုရင်ပညာသည်လောကီဇံဆိုတဲ့မဟေဂုတ်28ပါးလုံးနဲ့သူရှင်းမယ်လောကုတ္တရာဆိုတဲ့မက်စိတ်ဖို့စိတ်ဆိုလဲပညာမပါလို့ကိုမရအောင်ရှင်းမယ်တခါကာမသောဘနာ24ရှိတယ်24မှာလဲမဟာကုသိုလ်8မှာဉာဏ်ပါတဲ့ဉာဏတံပြုတ်က4ဉာဏ်မပါတဲ့ညာဝိတ်က4မဟာဝိဘက်မှာလဲဉာဏ်ပါတဲ့ညာတန်4ညာဝိတ်4မဟာကရိယာမှာလဲညာတန်4ဒါဆိုရင်ကာမသောဘနာ24ကိုကျမတို့ကပုံစံတစ်မျိုးနဲ့ရေးရင်ညာနာတံပြုတ်စိတ်က12ပါးညာနာဝိပယုတ်စိတ်က12ပါးမရှိဘူးလားဒါဆိုရင်ညာနာဝိပယုတ်ဆိုရဲညာမရှင်ဘူးဆိုရဲအဓိပ္ပာယ်ဆိုပညာမရှင်တာသည်ဒါဆိုရင်ပညာရှင်တာသည်ပြီးပြီပေါ့ပညာစေတသိက်ဒီမှာဘာလို့သင်နေလဲဆိုစိတ်ပိုင်းနဲ့အလွတ်ကျက်နေသင်နေတာပညာစေတသိက်တစ်ပါးသည်ကာမသောဗနာ24တဲ့ကညာနာတံပြုတ်စိတ်12ပါးမဟေဂုတ်29ပါးလောကုတ္တရာအကြီးရှိအကျယ်40ပေါင်းလိုက်လို့ရှိရင်ဒီမှာက22ပါး12ပါးရဲ့12ကဲပေါင်း39ရဲ့8ကဲပေါင်း49 39ရဲ့40ရဲ့ပေါင်း
ပညာစေတသိက်ရှင်နာ40ခေါ်80ပြန်ပေါင်းလိုက်ဟလာသောဗနာစေတသိက်25ပါးကိုအုပ်စု4အုပ်စုခွဲသောဗနာတာဒရဏ19ဝိရတိ3အပမညာ2ပညာ1ပေါင်းလိုက်25သောဗနာတာဒရဏစေတသိက်19ပါးလို့ပြောတယ်တာဒရဏလို့ပြောတာကိုကြည့်ပြီးတာ ਨੇ သောဗနာစိတ်59ကိုစာချက်ပြီးသားဖြစ်သွားတယ်ဝိရတိစေတသိက်3ပါးလို့ပြောလိုက်တာ ਨੇ မဟာကုသိုလ်8ကဲလောကုတ္တရာရှေ့ဆုံးကကာမသောဗနာတွေကမဟာကုသိုလ်ဟိုနောက်ဆုံးကလောကုတ္တရာ8 1648အပမညာလို့ပြောလိုက်ရင်မဟာကုသိုလ်အပြည့်မဟာကရိယာထည့်ပြီးမဟေကုတ်ပါဒုတသပေါင်းလိုက်28ပညာပြောရင်ညာတန်စနစ်ကဲမဟေကုတ်အကုန်လောကုတ်အကုန်40ခွန်89အဲ့ဒီ idea လေးကိုခုနည်းနည်းလေးယူသွားပြီးအိမ်မှာ9မိနစ်လောက်များမလို့တစ်ချက်ပြန်ကြည့်ပြီနော်အဲ့ဒါဆိုရင်မနေ့ဖန်ကြရင်အသေးစိတ်တာကိုသွားပြီးတော့အလွတ်ကျက်တော့မယ်ဟုတ်ပြီနော်ကဲကျွန်တော်တို့ဒီနေ့လောင်းနေရက်ပါမယ်ဗုဒ္ဓမြတ်စွာလောင်းလျာတော့ငါနောက်ဆုံးအထိပါရမီလူလက်များစွာချမ်းသာရေမို့အသက်ပေး၍ဖြစ်ခဲ့သည်ဗုဒ္ဓမြတ်စွာသာသနာ့တော်ငါပါအသက်ဆုံးစေမည်နောက်မဲ့ဆုံးပေါင်းကုလို၍တို့ကုလိုရေမို့ကြိုးစားမည်ဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိတံဃံတရဏံကိသာမိမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကိုယ်စိတ်နဲ့ကျမ်းမာချမ်းသာကြပါစေသက်ရှိကျမ်းမာစွာဖြင့်သူတော်ကောင်းတရားများစတဲ့တဘို့ပွားတူအားထုတ်ကျင့်ကြံနိုင်ကြပါစေ